vào trong dồn thiêu đâu chân nạc trao nạc buồn tua linh cần đang đòn tràn na ở cần dậu tú ở cần ngay tú le cần đầu chân nạc thà giang pe tú nan đi lạc nan cột cần train ha nan chunga cần lom okos kha nikul kum thong ni kum kul kum nga kan phan than tiang kan phak ko mi pathian thong si pathian san lom nak bia kan chim sa thì kan ma vào rong tim le in ka kan pu van na he tu he van dam lâu ngày le dam lâu bu inวันนี้เราบรรทุกเขาเลยประเทศนี้ดำหนักบรรเปียกเลยจงกันในรวมอีสกันหัวเลยต้องหลุดเขาไม่นอนมันหลุดทันมันหลุดเตลัยตุจันฮีกาเห็นชินเลนคองซิลตุเลียวจูว่ารองเห็นชินเลนคองซิลไปตักเตียนชินเลนคองซิลนี่เห็นมีพิสินะอันเรียนตัวนึงอันโจทย์จังหนึ่งเลยไม่เลยอันสะดุดทานวิชั่นน่าจงเฮมีปีนี่เห็นเฟียงเดียวกันเทคนนะมาเดี๋ยวกันชิมหน้าเซตีอินที่นั่งของเซลเลนกันป่าเลยเฮถูกเขาปกกันบ่มเขาปกนี่ตัวนี้มันกันทุกปีเขาไม่ไอ้มันอารมณ์กลางต้องมีปกเฮตัวเฮกันมันสมหน้าเฮตัวจันเฮ Vice Chairman One สิมีสไลด์เมนนิวมันกันทุกปีเขาเอเสียจงกันในรวมจะจนดร.ชรอนงานดำหนักเลยที่เล่นคองซิลีจวนโบในตุสิมี
ตัวทศรนงค่ารักลุดเขาเตลัยที่อารัชนักกันในอันนี้มันเล่าไงตัวเฮอันเรียนอันจวนจมเจียวเดียวสิจะจนข้าจันตลอดมันกันเต้นขบเปียกขบมีจังหวะเห็นอุปนนตรงกันเปียกนะอันจังหวะกันในลมดิ่งอ่ะจนดีว้าวรองเพย์กันเนี่ยดีสไลมิ่งของกูจูสูบาร์เรลุกูดีเชิงดีค่ะตัวอารมณ์เมียในเรื่องเชิงมาเชิงเปียบิโรดีพิทูลุทัวเจดินเจไทยเดดีชินเนของเซลล์งานเสียด้วยจูจางหรือเปียวเปียบุเชิงเปียด้วยเทจุเทียมบาร์เรลุทำมาเอาส่งเปียวเทียมบาร์เรbiakku khana na man lang le se atnu dau tua sa kha ka man sob de biakku jong he tu he mui man lang se lang no ka man chem te lai pa pe chen ro prama zo ne ne khu slamming yung be no pe kho pro pyo cha se chen na ga di ka pheအခုnegotiation ဒီ team ကနေ team leader အနေနဲ့တာဝန်ထမ်းဆောင်တယ်ကျွန်တော်ကြားရတယ်ဒီ team leader အနေနဲ့အခုကျွန်တော်တို့ negotiation အခြေအနေအကြောင်းကိုပြောထိုက်တဲ့ update လေးတွေကျွန်တော်တို့ပေးပြီးတော့ဟိုစိတ်ထဲမှာဆန္ဒရှိတာအားလုံးပေါ့ကျွန်တော်တို့ဒီလူထုကြားတင်ကြားထိုက်တဲ့ဆိုတဲ့အားလုံးပြောပြဖို့လေးစားစွာနဲ့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာနည်းနည်းခင်းပါလို့ကျွန်တော်ဥစွာနှုတ်ခွန်းဆက်တာပါတယ်အခုလိုဘာလုံးအနေနဲ့ကျွန်တော်တို့ကောင်စီနဲ့ပတ်စင်ပေါ့နော်ကျွန်တော်တို့ဒီဗမာဘာသာအစီအစဉ်လေးနဲ့တော်တော်ကောင်းတော့ရှောက်ဘာလုံးကဒီချင်းပြည်တို့မှာစီလုံးညီညွတ်ဖို့တော်လှန်ရေးကာလအတွင်းမှာလိုအပ်တဲ့ရမုံငွေရှာဖွေဖို့တော်လှန်ရေးအောင်မြင်ဖို့ကိစ္စရပ်တွေကိုဆောင်ရွက်လာတာဟာဆိုလို့ရှိရင်အခု2021အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းကလေးက9နှစ်တိုးမှရောက်ရှိလာပြီဒီပုံမှာလည်းပဲချင်းပြည်သူလူထုကိုစားဘာလုံးကိုသူကျေးဇူးတင်ကြောင်းဥစွာပြောလိုတယ်အဓိကတော့ကျွန်တော်တို့ဒီချင်းအရေးမှာအားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့2021အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းကျွန်တော်ချင်းတမျိုးသားလုံးစုစည်းညီညွတ်ဖို့လိုအပ်တယ်နိုင်ငံရေးအရတော်လကောင်စစ်ရေးအရတော်လကောင်စုပေါင်းဆောင်ရွက်မှုအားကောင်းဖို့အတွက်လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးလက်ခံယုံကြည်တာနဲ့အညီဒီကျွန်တော်တို့ ICNCC ကြားကာလချင်းမျိုးသားတိုင်းပင်ခံကောင်စီကိုကျွန်တော်တို့ဖွဲ့စည်းခဲ့ကြတာလေအားလုံးသိပါဒီဘက်မှာလည်းပဲကျွန်တော်တို့ချင်းပြည်တို့မှာကိုပိုင်အုပ်ချုပ်ခွင့်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တွေကိုကြီးဝါပေါ်ဆောင်နိုင်ဖို့တော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက်ကျွန်တော်တို့လှုပ်ရှားဆောင်ရွက်ကြတဲ့အခါမှာစေဝန်ကွဲပြားမှုတွေတစ်ဖက်ကနားလည်မှုလွဲမှားမှုတွေနဲ့တစ်ဖက်ကနေကျွန်တော်တို့လူလားတဲ့ကျွန်တော်တို့ချင်းပြည်ချင်းလင်းတိဆောက်ရေးနဲ့ချင်းမျိုးသားတိဆောက်ရေးလမ်းစဉ်ပေါ်မှာကျွန်တော်တို့ရှောက်လန်းနိုင်ဖို့မေခွန်းထုတ်စရာတွေဖြစ်ခဲ့တဲ့အခါမှာ ICNCC လည်းပဲအောင်မြင်မှုမရခဲ့တဲ့အခြေအနေမျိုးဖြစ်လာခဲ့တယ်ပေါ့ဒီဘက်မှာလည်းပဲဒါကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့မှတိဆောက်နိုင်မလဲအားလုံးစုပေါင်းပါဝင်တဲ့ချင်းမျိုးသားတိဆောက်ရေးလမ်းစဉ်နဲ့ချင်းပြည်ချင်းလင်းတိဆောက်ရေးလမ်းစဉ်ကိုကျွန်တော်တို့သွားတဲ့အခါမှာအားလုံးပူပေါင်းပါဝင်တဲ့ပါဝင်ထိုက်သူတွေနောက်ကျွန်တော်တို့ဒီအခြားသောဒီမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ကိုစားပြုမှုဟာချင်းတမျိုးသားလုံးရဲ့ကိုစားပြုမှုဖြစ်တယ်ဆိုတဲ့အပိုင်းတွေမှာမိခွန်းထုတ်မှုတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ပိုပြီးစုစည်းညီညွတ်တဲ့ချင်းမျိုးသားတည်ဆောက်ရေးနဲ့ချင်းဒီချင်းလင်းတည်ဆောက်ရေးလမ်းစဉ်ကိုတွားဖို့လိုအပ်တယ်ဆိုတဲ့တွေးခေါ်မျိုးနဲ့ကျွန်တော်တို့ဖောက်ထုတ်ခဲ့ကြတဲ့ဖြစ်စဉ်မှာကျွန်တော်တို့ CC ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ဥစွာပြောကြားလိုတယ်ဒီအခါမှာကျွန်တော်ချင်းလင်းကောင်စီပေါ်ပေါက်လာဖို့အတွက်မှာလည်းပဲရှိဒီမှာလည်းပဲဒီကောင်းဆောင်များအသီးသီးကနေပြီးတော့မှဒီစိတ်တော့ပြောကြားခဲ့ကြပြီးသားဖြစ်ပါလိမ့်မယ်သို့ပါတော့လည်းပဲ CC ကျွန်တော်တို့ဖွဲ့စည်းစဉ်ခါကလည်းပဲအားလုံးပါဝင်နိုင်တဲ့အခင်းကျင်းမျိုးချင်းတမျိုးသားလုံးစုစည်းနိုင်တဲ့အခင်းကျင်းမျိုးမိတိဖွဲ့စည်းမှအချင်းမျိုးသားတော်လှန်ရေးကိုဒီချင်းဒီမှာတော်လှန်ရေးအင်အားစုတွေအားလုံးစုစည်းစည်းနဲ့စုစည်းလာနိုင်တဲ့ platform နိုင်ရေး platform တစ်ခုကိုပြန်လည်ပေါ်ဆောင်နိုင်ဖို့ဆိုပြီးချင်းပြည်ချင်းလင်းကောင်စီကိုကျွန်တော်ဖွဲ့စည်းဖို့ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်သို့ပါတော့လည်းပဲဒီဘက်မှာလည်းပဲတမိုင်းကနားလည်မှုလွဲမှားမှုတွေနောက်ပြီးတော့မှလက်ရှိကျွန်တော်တစုတစ်ဖွဲ့နဲ့တစုတစ်ဖွဲ့ကြားကကျွန်တော်တို့ရဲ့ဒီအထင်မြင်လွဲမှားမှုတွေကကျွန်တော်ချင်းပြည်ချင်းလင်းဆောက်ရေးနဲ့ချင်းတမျိုးသားလုံးစုစည်းညီညွတ်ရေးကိုကျွန်တော်တို့အဟံတာဖြစ်စီခဲ့တာလေစိတ်မကောင်းစရာအားလုံးအတိပဲဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့ချင်းပြည်ချင်းလင်းကောင်စီကိုကျွန်တော်တို့ဒီ
2023ခုနှစ်ဒီဇင်ဘာလ6ရက်နေ့အတည်ပြုခဲ့တဲ့ကျွန်တော်တို့ရဲ့ချင်းပြည်ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီကျွန်တော်တို့ချင်းပြည်ချင်းလင်းကောင်စီကိုဖွဲ့စည်းပြီးကျွန်တော်တို့ရဲ့ဒီမန်နိုင်3ရပ်ဖြစ်တဲ့အုပ်ချုပ်ရေးတရားဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်မန်နိုင်တွေကိုကျွန်တော်တို့ကတိဆောက်ပြီးအခု run လာဆိုလို့ရှိရင်နှစ်တာပြီးတော့မှာဖြစ်ပါတယ်ဒီကာလမှာလည်းပဲမပါဝင်နိုင်သေးတဲ့ဖွဲ့စည်းတွေအတွက်ကျွန်တော်တို့စနစ်တကျပေါင်းစပ်နှိနှိုင်းရေးဖွဲ့စည်းတွေဖွဲ့စည်းပြီးတော့မှကျွန်တော်တို့ချင်းတစ်မျိုးသားလုံးပြန်လည်ပေါင်းစည်းနိုင်ရေးကိုစစိုက်မှတ်ကျွန်တော်တို့ဆောင်ရွက်နေကြတာဒီနေ့အထိဖြစ်ပါတယ်ဆိုတော့ဥစွာကျွန်တော်ပြောလို့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီကောင်စီကျွန်တော်တို့ဖွဲ့စည်းပြီးတဲ့ဒီတစ်နှစ်တာအတွင်းမှာပဲချင်းတစ်မျိုးသားလုံးပြန်လည်ပြီးတော့မှစူးစီးနိုင်ရေးမပါဝင်လာသေးတဲ့ CC မှာမပါဝင်လာနိုင်သေးတဲ့ဖွဲ့စည်းတွေအားလုံးပြန်လည်ပါဝင်လာနိုင်ရေးကိုစစိုက်မှတ်ကျွန်တော်စူးစမ်းဆောင်ရွက်ခဲ့ကြတော့လည်းပဲစိန်ခေါ်မှုအမျိုးမျိုးရဲ့အကြားမှာနားလည်မှုလွဲမှားမှုအမျိုးမျိုးရဲ့အကြားမှာကျွန်တော်တို့စပွဲဝဲပေါ်တွေးဆုံမှုဒီနေ့အထိကျွန်တော်တို့မဖြစ်ပေါ်ခဲ့ဘဲနဲ့ခက်ခဲဟန်သားတွေများစွာနဲ့ကျွန်တော်တို့တစ်ဆို့ကြံ့ကြာဖြစ်တယ်ဆိုတာလည်းပြောချင်ပါတယ်ဒီမှာပဲကျွန်တော်တို့ဒီ Selling Council အနေနဲ့ကတော့ဒီနေ့တကြ negotiation team မြို့နယ်ဒေသအစုအဖွဲ့ကကိုယ်စားလှယ်တွေပါဝင်တယ် CNF အစုအဖွဲ့ကိုယ်စားလှယ်တွေပါဝင်တယ်နောက်ကျွန်တော်တို့2020ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကကိုယ်စားလှယ်တွေလည်းပါဝင်ပြီးတော့မှဒီစနစ်တကျချင်းတစ်မျိုးသားလုံးစုစည်းညီညွတ်ရေးနဲ့ချင်းပြည်ချင်းလေးတည်ဆောက်ရေးချင်းမျိုးသားညီညွတ်ရေးလမ်းစဉ်ကိုကျွန်တော်တို့စုပ်ကင်ထားတာနဲ့ညီဝဲဝိုင်းပေါ်တွေ့ဆုံနိုင်ဖို့နဲ့ကျွန်တော်တို့ပွဲပြားနေတဲ့စုအဖွဲ့တွေ CDF မြို့နယ်ဒေသတွေအားလုံးကိုကျွန်တော်တို့ဝဲဝိုင်းပေါ်မှာပုံပွင့်လင်းလင်းညီနိုင်ဆွေးနွေးပြီးကျွန်တော်တို့သဘောတူညီချက်တွေနဲ့အပေးအယူတွေလုပ်နိုင်ဖို့ကျွန်တော်တို့ဒီဇိုင်းမှစူးစမ်းဆောင်ရွက်ခဲ့ကြပါတို့ပါတော့လည်းပဲခက်ခဲအမျိုးမျိုးနဲ့ကျွန်တော်တို့တွေ့ဆုံနိုင်မှုဒီမျိုးတွေရရှိခဲ့ပါဒီကာလမှာပဲအားလုံးသိကြပြီးဖြစ်တဲ့အတိုင်းမီဇိုရမ်ဆိုရCM ရဲ့ဆောင်မှုနဲ့မီဇိုရမ်advocacy group for peace ရဲ့သူတို့ရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ဖေဖော်ဝါရီလ2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာပဲကျွန်တော်တို့ ICNCCCB ဘက်ကရောကျွန်တော်တို့ချင်းလင်းကောင်စီဘက်ကရောကိုယ်စားလှယ်များနဲ့ကျွန်တော်တို့ဒီချင်းပြည်အားလုံးစုစည်းညီညွတ်ရေးချင်းတစ်မျိုးသားလုံးစုစည်းညီညွတ်ရေးအတွက်ဘုံဆုံးမလန်းစဉ်ကိုကျွန်တော်တို့တွားကြမယ်အဲ့ဒီမှာလည်းပဲကျွန်တော်တို့ဒီ ICNCC ဆိုတာမျိုးလည်းမဟုတ်ဒီနာအမီနာမနဲ့လည်းမဟုတ်ဘဲနဲ့ CC ဆိုတဲ့အမီနာမနဲ့လည်းမဟုတ်ဘဲနဲ့ကျွန်တော် CNC ချင်းအမျိုးသားကောင်စီချင်း National ကောင်စီအနေနဲ့ကျွန်တော်စုဖွဲ့နိုင်ဖို့ဒီလိုစုဖွဲ့နိုင်ဖို့ကိုလည်းပဲကျွန်တော်တို့အားလုံးပူပေါင်းရေးဆွဲတဲ့ချင်းပြည်ခြေခံဥပဒေတက်တရက်ကိုပြန်ပြီးတော့မှရေးဆွဲပြီးတော့မှဒီပေါ်ကနေပေါ်ပေါက်လာတဲ့မန်နိုင်300ပေါ်မှာခြေခံပြီးချင်းပြည်ကိုပြန်လဲတိဆောက်ကြမယ်။မျိုးသားလုံးစုစည်းညီညွတ်စေမယ်ဆိုတဲ့သဘောတူညီချက်နဲ့ကျွန်တော်တို့2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာပဲဒီမီဇိုရမ်အစိုးရဝန်ကြီးချုပ်ရဲ့ရှေ့မှောက်မှာကျွန်တော်တို့သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါဒါလည်းပဲချင်းတစ်မျိုးသားလုံးရဲ့နှလုံးသားထဲမှာကျွန်တော်တို့ချင်းနေ2နှစ်3နှစ်တာကွဲပြားလာတဲ့အပေါ်မှာအားလုံးဝန်တာအားရနဲ့ပြန်လည်စုစည်းနိုင်တော့မယ်ဆိုရင်လက်ခံကြိုဆိုခဲ့ကြတာဖြစ်ပါတယ်တို့ပါတော့လည်းပဲကျွန်တော်တို့ CNC လမ်းစဉ်နဲ့စနစ်တကျအကောင့်ထည့်ပေါ်ဖို့သွားတဲ့ကာလမှာမြေပြင်မှာလူမျိုးနွယ်စုတစုနဲ့တစုကြားနောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားကပို့တိုက်မှုတွေဟာ CNC လမ်းကြောင်းပေါ်မှာလိုက်ပဲအများဆုံးရောက်ရှိနိုင်ဖို့အဟံတားဖြစ်နေရှိနေခဲ့တာဖြစ်ပါတယ်။ဒီလိုပဲဒီကျွန်တော်တို့စာချုပ်ဒီသဘောတူစာချုပ်ချုပ်ဆိုတဲ့အထဲမှာလည်းပါပါတယ်။အဲ့ဒါမှကျွန်တော်တို့ဒီ CNC ဖြစ်ပြောက်ရေးအတွက်အခြေခံဥပဒေရေးဆွဲဖို့ပူးပေါင်းဆောင်ရွက်မှုကိုအားလုံးပူးပေါင်းဆောင်ရွက်မဲ့အခါမှာ ICNCCB ဘက်ကရော29ဦးကျွန်တော်တို့ဒီချင်းလက်ကောင်စီဘက်ကရောကိုယ်စားလှယ်29ဦးကကျွန်တော်တို့စပွဲဝိုင်းပေါ်တွေ့ဆုံပြီးအခြေခံဥပဒေရေးဆွဲရေးဖြစ်စဉ်တော်၎င်းကျွန်တော်တို့ဒီစေရေးပူးပေါင်းဆောင်ရွက်မှုတော်၎င်းပညာရေးပူးပေါင်းဆောင်ရွက်မှုတော်၎င်းကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုတော်၎င်းလူသားချင်းစာနာမှုထောက်ပံ့နေပေးနိုင်ဖို့ပူးပေါင်းဆောင်ရွက်မှုတော်၎င်းဒါတွေကိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်တာဝန်တွေဖွဲ့ဝေကြမယ်ဆိုတဲ့စိတ်ကူးတကယ်မျှော်လင့်ချက်နဲ့ကျွန်တော်တို့ကကိုယ်စားလှယ်တွေကိုရွေးချယ်ပြီးဆင်သင့်ဆောင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ် CC ဘက်ကတော့ကျွန်တော်တို့ဒီအစုအဖွဲ့တစ်ခုအနေနဲ့
2023အခြေခံဥပဒေတစ်ခုရဲ့အောက်မှာကျွန်တော်တို့ CNF အစုအဖွဲ့2020ရွေးကောက်ခံချင်းလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နဲ့မြို့နယ်ဒေသခေါင်းဆောင်များ CDF တွေဒီအုပ်ချုပ်ရေးအဖွဲ့တွေရဲ့အဖွဲ့တွေရဲ့ကိုယ်စားလှယ်များနဲ့စုဖွဲ့ထားတာဖြစ်တာနဲ့အညီကျွန်တော်ချင်းတမျိုးသားလုံးစုစည်းညီညွတ်ရေးအတွက်အားလုံးမြေပြင်မှာ in-person တွေ့ဆုံပြီးတော့မှသဘောတူညီချက်တွေရယူပြီးဒီ CNC တွေကိုကြိုဆိုလက်ခံပြီးစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။သို့ပါတော့လည်းပဲကျွန်တော်တို့ဟာဒီ2023-24ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာကျွန်တော်တို့ရေးထိုးခဲ့တဲ့ဒီကျွန်တော်တို့ရဲ့သဘောတူညီချက်အတိုင်းပဲ CC အနေနဲ့တော့ပြင်ဆင်ဆောင်ရွက်မှုတွေရှိတယ်ဘယ်လိုကျွန်တော်တို့ work plan ပဲ timeline မှာဘယ်ဆင့်မျိုးကိုသွားမယ်ဆိုတဲ့ work plan တွေကစကျွန်တော်တို့ကရေးဆွဲထားတာဖြစ်ပါတယ်။သို့ပါတော့လည်းပဲကျွန်တော်တို့ကတော့ ready ဖြစ်နေပြီမဲ့ဂျန်နဲ့ကျွန်တော်တို့ဒီချင်းညီကိုအဖွဲ့အစည်းတွေကအဆင်သင့်မဖြစ်တဲ့အခါ CNC လမ်းကြောင်းဟာတစ်ဆို့ပြီးတော့မှယနေ့တိုင်ကျွန်တော်တို့ရှေ့မတိုးနိုင်တဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ဒီမှာလည်းပဲသူနဲ့သူအဖြစ်ပြောနေမဲ့အစားတစ်ဖက်ကိုတစ်ဖက်ဒီတိုင်းဆောင်ရွက်မှုမှာအားနည်းနေသေးတဲ့အပိုင်းတွေမှာပြန်လည်သုံးသပ်ပြီးတော့မှရှေ့ဆက်ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုလည်းပဲအခုချိန်မှာဆက်ပြီးတော့မှကျွန်တော်တို့စဉ်းစားနေတယ်ဆက်ပြီးမှလည်း knowledge နေသေးတယ်ပေါ့နော်တစ်ဆို့နေတဲ့အတိုင်းဒါမှလည်းဆက်ပြီးတော့မှကျွန်တော်တို့ဒီဖြစ်စဉ်ကိုသွားနိုင်ဖို့သဘောဝိုင်းပေါ်မှာတွေးဆုံပြီးတော့မှချင်းအရေးကိုဖြည့်ရှင်းနိုင်ဖို့ကျွန်တော်စူးစမ်းဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့ CC အနေနဲ့တော့နိုင်ငံရေးရတော့လကောင်းစစ်ရေးရတော့လကောင်းပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာတော့အားလုံးရဲ့ဒီသဘောတူညီချက်နဲ့တွားကြတဲ့အခါမှာဒီ negotiation ကိစ္စရနေတဲ့ပတ်သက်လာလို့ရှိရင်လည်းဖွဲ့စည်းမှာစနစ်တကျကျွန်တော်တို့စီဝေးဆုံးဖြတ်ပြီးတော့မှအချက်လက်တွေနဲ့ကျွန်တော်တို့ဝိုင်းဝိုင်းပေါ်မှာတောင်းဆိုင်နေဖြစ်ပါတယ်ဒီကာလမှာလည်းပဲပြီးခဲ့တဲ့ကျွန်တော်တို့ April 7 ရက်နေ့မှာ negotiation team ကground rule လက်မှတ်ရေးထိုးဖို့သူတို့နှစ်ဖက်အဖွဲ့ကိုသူတို့နောက်ဆုံး take pay last take pay ထားတာဖြစ်ပါတယ်ကျွန်တော်တို့ချင်းလင်းကောင်စီအနေနဲ့တော့ဒီပြီးခဲ့တဲ့2024ခုနှစ် April 7 ရက်နေ့မှာ ground rule ကိုလက်မှတ်ရေးထိုးဖို့အဆင်သင့်ကျွန်တော်တို့ရှိနေခဲ့တာဖြစ်ပါတယ်။သို့ပါတော့လည်းပဲ ICNCC-CB ဘက်ကသူတို့ရဲ့ data သွင်းဒီသူတို့ရဲ့အဖွဲ့အတွင်းသဘောတူညီမှုအခက်အခဲတွေအရလာရောက်လက်မှတ်မထိုးနိုင်တဲ့အခါမှာကျွန်တော်တို့ယနေ့တိုင်သဘောဝိုင်းပေါ်တွေးဆုံမှုကိုကျွန်တော်တို့စောင့်ဆိုင်းနေဖြစ်ပါတယ်။ထို့အတူပဲကျွန်တော်တို့ချင်းလင်းကောင်စီဖွဲ့စည်းရခြင်းဟာလည်းပဲကျွန်တော်တို့ရည်ရွယ်ချက်ဖြစ်တဲ့စီရေးနဲ့နိုင်ငံရေးကိုဟန်ချက်ညီကိုတိဆောက်မယ်။တော်လှန်ရေးကာလအတွင်းမှာတော်လှန်ရေးအင်အားစုတွေကို UCC ညီညွတ်ညွတ်နဲ့ချင်းပြည်ချင်းလင်းအတွင်းမှာရှိတဲ့ဒီစကားစစ်စခန်းတွေနဲ့စကားလက်အောက်ကနေစစ်ကောင်စီလက်အောက်ကနေလွတ်မြောက်ဖို့အတွက်သူတို့ကတိုက်ပွဲဝင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းတာဖြစ်တာနဲ့ညီဘဝတူညီလောင်တိုင်းရင်းသားတွေရဲ့တော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းစည်းပြီးတော့မှကျွန်တော်တို့ချင်းပြည်ချင်းလင်းလွတ်မြောက်ရေးမှဒီကျွန်တော်တို့ပြည်ထောင်စုကဝန်းလုံးစစ်ကောင်စီလက်အောက်ကနေလွတ်မြောက်ရေးဆိုတဲ့ကျွန်တော်တို့ရဲ့ပုံရည်မှန်းချက်အတိုင်းကျွန်တော်တို့ကဆောင်ရွက်ဖို့မူဝါဒနဲ့အညီကျွန်တော်တို့ကဆက်လက်ရပ်တည်ဖြစ်ပါတယ်။ထို့အတူပဲကျွန်တော်တို့2024ခုနှစ်April 7 ရက်နေ့မှာစင်တင်ဖြစ်နေခဲ့ပါတော့လည်းပဲတစ်ဖက် ICNCC-CB ဘက်ကပြစ်ကွက်ခဲ့တာမို့လို့ဒီနေ့အထိဒီ ground room မှာလည်းပဲလက်မှတ်ရေးမထိုးနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဆိုတော့ဒီ29ဦးစီလို့ဒီကျွန်တော်တို့ရဲ့ဒီမီဇိုရမ်ဝန်ကြီးချုပ်ရဲ့ရှေ့မောက်မှာလက်မှတ်ရေးထိုးခဲ့တဲ့အချိန်မှာ29ဦးစီကိုယ်စားလှယ်များကိုလည်းပဲကျွန်တော်တို့ချင်းလက်ကောင်စီအနေနဲ့တော့အဲ့ဒီApril 7 ရက်နေ့မတိုင်မီကလေးကကျွန်တော်တို့29ဦးမြို့နယ်ဒေသကိုယ်စားလှယ်များ MP ဘက်ကကိုယ်စားလှယ်များ CNF ဘက်ကကိုယ်စားလှယ်များ29ဦးကိုလည်းအမိစင်းရွေးချယ်ပြီးတော့မှစင်တက် ready စောင့်ဆိုင်နေဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောလိုတာကတော့ကျွန်တော်တို့ကောင်စီအနေနဲ့တော့ချင်းမျိုးသားစုစည်းညီညွတ်ရေးကိုတစုတစ်ဖွဲ့ပေါ်အခြေခံပြီးတစုတစ်ဖွဲ့ပေါ်ပြစ်တင်ပြီးပြောနေမဲ့အစားကျွန်တော်တို့အားလုံးသဘောဝိုင်းပေါ်မှာဘာလို့လိုချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာကျွန်တော်သဘောဝိုင်းတွေးဆုံမှုအပေါ်မှာပဲအခြေခံပြီးကျွန်တော်ဖြည့်ရှင်းဆောင်ရွက်ဖို့ကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်။တစ်ဖက်အဖွဲ့အစည်းအနေနဲ့တော့သူမပါရင်သူပါရင်ကျွန်တော်တို့မလာနိုင်ဘူးသူမပါမှကျွန်တော်တို့လာမယ်ဆိုတဲ့အခြေအနေမျိုးမှာရှိနေတဲ့အခြားမျိုးတွေမှာလည်းရှိပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တာကတော့အဓိကကျွန်တော်ချင်းမျိုးသားတည်ဆောက်ရေးချင်းမျိုးသားစုစည်းညီညွတ်ရေးချင်းပြည်တည်ဆောက်ရေးလမ်းစဉ်ကိုကျွန်တော်တွားကြတဲ့အခါမှာတစုတစ်ဖွဲ့ပေါ်အခြေခံတဲ့စိတ်ဓာတ်မျိုးတွေကိုကျွန်တော်ပဲတတ်ဖို့လိုပါတယ်အားလုံးချင်းအမျိုးသားဘုံချိုးစီးပွားလမ်းစဉ်နဲ့စုစည်းညွတ်မှုလမ်းစဉ်ကိုကျွန်တော်တို့ကောင်းမွန်စွာစဉ်းစားပြီးတော့မှအနာဂတ်အမြင်တန်ဆွမ်းဖို့လိုအခုချိန်မှာအားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပဲဒီစစ်ကောင်စီရဲ့
ဒီစိန်ခေါ်မှုကလည်းပဲခံစစ်အသွင်ကနေထိုးစစ်အသွင်ကိုပြန်လဲဖြစ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့စုစည်းညီညွတ်မှုကပိုပြီးမှအရေးကြီးတာလေကာလမှာရှေ့ဆက်ပြီးကျွန်တော်တို့ရှေ့မျိုးသားစုစည်းညီညွတ်နေစီလုံးညီညွတ်ရေးနဲ့အုပ်ချုပ်မှုတစ်ခုအောက်မှာအားလုံးစုစည်းနိုင်ဖို့အတွက်ကိုကျွန်တော်အဓိကအရေးကြီးတဲ့အချိန်ကာလဖြစ်တဲ့အတွက်ဒီ negotiation process မှာလည်းပဲပို့ပြီးတော့မှကျွန်တော်အတုံကွန်စိုက်စူးစမ်းတဲ့အရာတွေဖြစ်တယ်ဆိုတာကိုဥစွာပထမကျွန်တော်တို့အတုံကွန်စိုက်စူးစမ်းရမယ့်အချိန်ဖြစ်တယ်ဆိုတာလည်းကျွန်တော်ဥစွာပထမပြောကြားလိုပါတယ်ကျေးဇူးတင်ကျေးဇူးများကြီးတင်ပါတယ်အတူနိုင်ခါတူပြပန်ချမီဟေစလိုက်မန်ညိုစီအနိဟေအတူချီလန်ကောင်ဆလာ Vice Chairman 1 စီအတူဘန်ချမီခါအတန်းပင်အတူ CB လေ CC ကလကီရမ်ဒိုင်နာ negotiation ရီယန်တွန်နာကဟင် team leader အစီမာခါအနေဇဝမ်နာကလေတူတျန်အန်ဒီရမန်စင်းင်းခါဘန်ချမီခါအစီအဒီဒီရခချကမန်လက်เขาคือจอกไรเราอีอาหารตรงก็มันหาทับตีไรตัวเตียงฮีกันตามถึงเขาดีแล้วอาศัยข้อจงกันในรวมคนนั้นกันตามจะถึงเขาดีแล้วฉะนั้นกันในรวมโจมมาเก่าทีข้าตามปีนั้นเป็นชิมิคซีก็ธรรมะทีมในสำคัญเพราะว่าจะไปหาหนักในมีสองก็มาจนหาที่ดึงขันตะกี้เรดีเทลละเสียตัวฮีก็เห็นคำคัดเรียดร.ชรันเสกันเบียกกูจ้องเป็นกันทุกปีขอเลยเบียกกูเฮตัวเฮกันดาวตานักสาวไงเลยตัวซีดีเอ็มทำตัวเวจังเรามาเราซีดีเอ็มตัวมีนักกันเลยเวจังเลยตัวงาไปอันนี้วันทันแล้วไปกันนักดนทันกันดนทันไปการดร.ชรันเฮกันไทยเชื่อบันตุกันอันที่ตัวเฮกันชินเลนคอนซิลกันมาชินเลนกัฟเมนต์เห็นเงินดำหนักเลยเช่นมาอีฐานะวันจีกันที่ไรจูมาขัดยืมมันขันตวนบอกกันไรเปียกตัวเสียมันกันทุกปีโคจ่าเห็นจังหวะลมหนักกันในเสียเลยดร.ชรันก็มันสมทันได้ว่าขันเบียกกูเฮมาลงทุกลมหนักเศร้าไงจังตัวเฮจันทร์ก็เสียมานี่กันอาทิตย์ละกันนี่เราจะเทมันกันใส่ตีละว่าลงหนักกันทุกกันเลยเบียภาษาดิ้งก็มันสมตลอดเลยจังก็หลักเดียกันดร.ชรันจันจะได้รอจันให้ติดคนตกเสียจนก็เป็นสมภาษาห้าได้รอbiakula sak ngai chu kan du deuh ko la ke chu ka chim saw la la nga ko pakua tiang chu ka kho ko la pakua meeting dang ka nei la boโอเคเสียจนแบบกูHello Dr. Boy kai lom tu zing zong va rong kan tu ko tan le thasari deng rong hang se ka thut lom nak asaw ngai le angai zong ka ban ngai na ka thu te la ka ti lang le keng lang pon buta ti phun ka se chang ve tho kho lo nia ka tlak la ka tho kho ti lo le pe okum lo ka se atui ka ban sak ding mi lai ka ngai ti mi la ka se la pho tu hi KR swim mong si Qua xích chua chung phai dòng par ni hun eng chial mal chang na la phim kang lak ki zil thin neng te ni sang chang na lai sung hau nu le pa ni lam ai lai na sung hau chu ro ei cha chung khar khat ling ten rol dun ti leo chan kha kan ngai kan sim nak lai ram chung khar ro le nom siar mar in le leo kha min tham chuang thang lei lung hum chung rong mun sha
cha chung hầu ni an in yang khổ lâu thal qua bao chung bir bir bar phim căng ti pa em na la thiên rầm chung ma com hoi thô rual na hen nuam siar marin rual unani mun ma na chia pia lung rual ten khan mo chan le kang chung a ram ria kin siam sak se riao chan kho kan ngai kan sem nak lai ram ma chung kha rual he nuam siar ma in lên nhiều kha mi kham chuang thang lấy lung hung chung rung hung sam ve lo lai ram mo lai mi ta chung hầu ni an in yang phù chan chua chung min mei do mi phim căng ti pa chul na la phim kip show in chuang pha kan hun ren liao chan tha na mi kham chuan ter na kan dot na he mei phu na chu toa tin lâu chua cùng rỗ na chu rỗ in ei liao chan kho kan ngai kan xem nak lai ram ma chung kha he nuam sia na in lên nhiều kha mi kham chuang thang lấy lung hung chung rung hung sam ve lo lai ram mo lai mi ta chung hầu ni an in yang khổ kan ngai kan xem nak lai ram ma chung kha rual he nuam sia na in le liao kha mi kham chuan thang lấy lung hung chung rung hung sam ve lo lai ram mo lai mi ta chung hầu ni an in yang khổ lâu hầu ni an in yang khổ lâu cái lo Vem tão silo kan rom sao pi a trut ko ti lo dang tu man kan trut pi kho se la se thal kan man don than na kan rom tak ma cheu ko kan ti wa rong hi ma wa rong nong ak pol ka to kan mun tha lo chen a beu ki beu huam mi khen nan lo an kan ti mi le so chen kan nong ak pol dong ni hen vậy ạ mình phải lặng bắt đầu giờ về nên mình phải lặng về rất là hào thì khá thấy điều lo cho cần gần chiều xí đâu thân nạc trả khăn thì khá mình chim cái vấn đề thì doctor cho cái vấn xóm là đầu tiên cái vấn chim đúng mình cho tu liệu à thì mấy pi hi cần đầu thân nạc khăn cần thà tu cái hết thật ya cần phơi tu bôi tắc tắc này anh chim mi bia hi thà thì ngay tu liêm lâu in thì aliang mình nung comment le gì mà du salam anh chim mi bôi tu khi cần ngay đầu ha le khi ni khi cần đầu thân nạc thà rằng tấm pi azor termi khi tu hen
ki alo ti silo kin asita tak mi dong ki asile Bible real lo yin ki sarman long te angai mi pol pathian thei ning ki amhan lo ma ki pathian thei ning king silo Bible tha te real bu in sarman ngai ke tha sarman long te ngai pengi Bible real lo mi kha pathian zum ning ki zum dak tak tak asilo zum dak ting asilo ki ban tuk ke se atua kan thoi tu tak tak tani tuan vo khin min ha ni an muran ka an bia kan thei nuwa khin comment te pol chu e khaya ti mi pol bia khi ngai ding se atu chu heban tu tuan vo nei tu tak tak bia ngai lo in chu e khaya ti mi na pol bia tu he chat kan ngai le chu ni chun kan do thlen nak hi apinga tu hi ni pi moral jong tha jang jong apinga kan kalter chu chu apai tak tak mi se chu za chun tu nai hong thang kan man so mi chinen council le kan pa le pol kan hi ka tuan mo nei tu na ni man chen mi hi pol hi chiam mam de ten ngai na si her bak mi se chu e khai ti mi pol be tu kha ngai lo de in atak tak mi ngai na si ti hi som le cha le nol dong kan du na hi si chu kan live dong ki si ra kan share piak ha mo ra kan share piak ja chun share piak lo khan chun kan ngoi ngam tok tang le live dong man kan thei tin na lo mi jing tam pi chu ra kan share piak ko lo an mai ka chok mi ka chu an dak zo bin na le ka te kha athan ngai ngai ding mi ke se chu upat na he Dr. Sharon nangma chi help na ti mi kha update se ki mi pi ni thei ok sin ti mi po ka kan chem ding en ka man som Elo kalum tuk shing shan ko o tha tin nan thei kho mo okay chan tha khawan hu ve cha kalum va rong ni kum li chung bial te zan khat man shal lo tin te chang nan aw nak le chon hi dok chen nak chunga nan ni tel nak chunga kan lom to upat nak nem pe na te mi ban chim ka du chon atu ban to ken tong pa nan ban i din nuwa nan ban thok than mi chung jong kan lom to mi pi cha jong a se chon angai tu thei tu na cha jong them san tai se khoding in tong pal ti chim kho ka ban i zuam ve lai tu Chinlen council le Chinlen chau za khan ban sar nak he avan kal pa chu ama ve chang ete kum khat la cheu jong avan se ve chang le har nak tam pi nan kan thei chiao a cheu ni chun thi chunge online chunge mi long an kan thei mi jong nan khau a cheu chu hi kan ma nak hun te bak a rai kan sining te jong ar kan mu khau tu jong tam pi nan le tam pi jong chap nak le that nak than nak jong he tam pi avan ve chu cha kan mi pi le thei khau ve ding in tum pal te van in chim na kha du kan ke ma he cho Ministry of Health and Sport long ka si cha khan Health and Sport deuh he focus deuh in ka van chim ko le Ministry pa hlai li mi chunga hin kan ke hi pakhat ka se ve Ministry dang cheu jong he zai rian kan tuan pawa hin tangka le minung chu kan her bik ko minung kan au na la kan ti zonga tangka chu kan her hoi le ma ti ka kan nei lo tu mi long ten si phone te ka kan si kho to kan nei mi te he khan si kho to ken chau za pakhat ngui sam van chuang ding he chatya kan zuam ve la kan zuam nak chunga chun ni kum kha kan ni kha thong hi la kulali February chau za kan dir thok se de le March in kan van thok ke March in hin kan ma Chin state cho thana chun township pakwa se nan atu ye kan bo ruak ninga chun township pakwa kha se ti lo le area pa hlai riat atal mi stakeholder le chun CNF le chun thong hi la kul le team mi te MP ma pathum kha phuthum khai fon in khan chau za kan sarmi se le ma tika kan ni e chilan government tang e administrative area ka tela chute o chu ye kan to kho na khem hun hlai riat a se chang township pakwa te khan kal ti lo banabia a nan hei thei cha ban tukin khan thantlang pang sia chon thantlang CDF le zo phei le lau tu le mara te khan mi phun chung hat in khan kan kal chang matupi zonga chu thiam te khan kan vei na te ka kan ma le mi phun chiu in khan kan van kal te ka khan a hlani township he api tlai mi health status le health seeding hi chu kan thei pa kau thong hi le thei kwa kul tiang kha tha ting kan tuan ha te ka mo nan kul lakhat avan ral thang ne ukna aban lak nuwa khan zaiban tuk dir hun da kan si ti mi he tha ten kan e fyang lau marwang khan chau za kan ban dir in khan kan mala area chawa
ไม่รู้ภาษาอีสานตะกันจนจะไม่วันทันโมเรียนตัวภาษาอีสานตะกันจนใจบรรทุกจะไม่ฐานะตะกันไหนหน้าที่มีตัวโปรจงคันกันบรรทัดน่าจนกันมารำชงNGO ภาษาอีสานดันจวนที่มีโปรค่ะ resource mapping กันเตมาสุกันตัวดีหน่วยคัน health workshop ที่มีกันตัวทันและตัวไหนเจ้าจ่าสารที่มีผู้ปฐุมขโมมาและ CDM โปรค่ะกันเอาหน้าแล้ว workshop กันตัวไหนใจดักกันมาไล่จางชงเห็นhelp big มีเสียใจดักกันบุยปีบิ๊กดิ่งมีสิที่มีค่ะคำวันใจน่าติกาคันกันใจมีจงคันใจตะปูดารักชวักแต่สิจนตุกุมทุมอารักบุยชงคันกันบุยบิ๊กมีจนเจ้าจะท่าติเราติกาคันpolicy และ guideline ปูกันในเราตุเป่าอินคันกันมาจะไม่ลีลาจงดำหนักเลยลีลาจงตุเป่าอินคันกันเดียวนะจนประคัดอิรมเรานะ rule conflict กันที่มีโปรเตกันเรียนจะเป็นตุกดาสีเตกันที่เฟียนเรามีกันที่ไทยเรามีจนประคัดเรียนรวงตามจินเราหนักที่เตจงตั้มเพียบันติกาขมามที่ policy และ guideline กันในhowที่มีคำวันสวบปีมีจนปัญหานักจะไม่วันทันที่ดำหนักเลยเรียนจนตุกันในเราตุกที่มีค่ะคำวันสวบปีดำหนักเลยก็จะจุกันดักกันในเราที่เสียจนอาลานะฮักข้าสิงปีดำหนักเลยเรียนจนตุจะลีเดียงกันเสียใช่ไหมใช่หรอ CDM มันรู้เจ้าหน้าจนอันมาแล้วอันขวานรำเจ้าอันตรงหน้ามาติกากันมาไอเดียกันหนักเลยว่าเห็นจะทุ่มกันสิ่งที่เรากันมารำชงมีโมมาติกาจะจุกอินดาไล่จังปุ่มปลุกดำหนักเลยจะเข็นหนักกันเช่นบ่าวแล้วติกาจะนำบันทึกโคเขาแล้วมาติกาดำหนักเลยเรียนจวนตุโกลเฮปะเปกเดาอินเอาดิ้งและเทรนดิ้งเตจนอยากดิ้งที่มีฮะกันนี่ติดมีจุดเสียจนปฐุมนักสีเลยไอกันในเราตุกมีจน structure กันเตละจุดที่กันมา health structure ได้ตินดาอาการด้านสีที่มีกันในเราติกามาปุรค่ะดูตุกุมชงกันตัวนาไลแต่คันทองฮิละกุลเลียคันยากันรักษาไหนทองฮิละกุลลีชงลีลา health policy กันชัวโคจังรำดังมีเทียมสางมีจนรำดังมีลีลาจงกันมาไล่มีจงโกลมีจงเทียมมีกันส้มหาเลย health policy กันชัวปีโคมาดิน health policy ดินคัน health structure กันชัวปีโคจน human resource for health กันจะมีจะไม่วันทันจากคันlaboratory โมเด็กคุยคันเนี่ยจวนมีปวดค่ะกันเทรนคนฮะจนX-ray technician training กันติดหาและจุดจงโจไป NUG radiologist ปวดแห่ฝนอินที่กากันมาชินเลย radiologist แห่อีฝนอินกันมาค่ะ training กันแปลกโคน่าจนทองฮิกุลลีนไปอยากคัน November คัน nursing school เฮกันทอกและ nursing school เฮNUG ต่างในมีtraining school council เฮคันกันที่ฝนเอกันตัวอันนี้ใน online คัน teaching materials ปวดอันกันตัวตามที่กันนี่เนี่ยกรามาsupervise กันตัวนะและ nursing school ที่นี่กูมีกันทอกแล้วตัวเฮ batch คัดนักเฮฟาซิอันดีจังไร batch นี่นักเฮตุกูมากันเอาทันหาแล้วท้องนี่แล้วกูเลยลีชงคันอาศิโคตอกเอ็นกันมารำชงจวนมีNGO ปวดเฮสงคันเฮชัดกันนี่ตองหาแล้วคุยกันอันจวนนักที่บรรทุกอันจวนที่บรรทุกโซนได้เฮรี่ที่บรรทุกเวลที่ต้องหา coordination meeting สงค่ะตั้มปีกันรักตัวจนตัวท้องนี่แล้วกูลังอาชงเห็นจะได้แบบบิกันตัวที่เสียจนกันมาครีฟาบุประคัดอวสิเปก NGO ประคัดอวสิเปกเนี่ยจะกันแต่ละมีตัวเจ้านะคะโบราณทองคัดมอทองงามอกันเนี่ยแล้วกันภาษาอุณหาไม่นุ่งทองชากันเจ้าโคหากันเตนันภาษาอีสานได้อันโจยภาษาอีสานได้กันเจ้าโคหาที่มีค่าจะอีมันอลังเขาเราจนไม่รู้ภาษาอีสานช่วงอะไรภาษาอีสานกันเจ้าหาที่มีสงครามหลังเขาเรามาแต่กันนี่จะเจ้ากันสิจ้าmanagement information system กันที่มี HMIS โม health information หาไปใช่มีใจทุกันดาไม่รู้อันนู้นไม่รู้ช่วงหาภาษาอีสานดันโจยภาษาอีสานให้ได้กันเจ้าเห็นคนภาษาอีสานดันที่บรรทุกปอลโมและ vital statistic เลย health information เลยให้ประเภทเดิมกันไล่กันที่อันนี้กูมาคัน vital statistic training กันแปลกไหนทองที่แล้วกูลังงา January เห็นกันหลักฝักโคจังและกันบรรลักที่ก็ถ้ารุกชง report กันเจ้าที่ก็ตั้มอุนี่เห็นประเทศเรียดกันมาลูก administration ประเทศเรียดมีเห็นกันมาเช่นอาการกว่าเขามีเวลกันบรรเจ้าที่ก็นู่นและน่าวป่วยที่หนักเต้นู่นน่าวป่วยที่หนักเฮอาสร้างตกเครื่องฉันอุกหนักอลักพานาเห็นทงฮิเลไลเลียเห็นไว้คัดเซนซัสอันรักตัวมีล้วนรักเรียเลียวคันไล่จางเฮนู่นและน่าวป่วยเต้น่าวอันป่วยและสังกาย
อันในนี่หนูนิสมลีแลนี่มีเตียงที่มีแค่ maternal death กันแต่และมาเห็นรำประคัดทันเช่าเราเฮอันรักตาต้นหนักจะเสและมาเฮcensus อันหลักเลยว่าคันจะทุ่มและส่งมาและภาษาริกันเสียกูรำปุ่มปลุกสร้างบิกกันเสียที่หนักสร้างบิกโม่จนกุมงาต่างที่มีตรงให้จุดเทียมปฐุมหนักสร้างบิกกันรักเสียติกาไล่หลังเฮhealth service delivery happy ใจเย็นcoverage เตะเคใจจุกินดำหนักเลยกันนี่จะเข้มข้นหนักเฮอาชันบ่าวที่มีขาหลังและครูทางนักขันจนเฮชัดยากันบันทิวมนาเด็กา NGO เลยจงเจ้าจ่าเลยจงบันทิวมเฮชัดกันบันทิเด็กา maternal mortality จงค่ะนูเลที่นักจงเฮจ่าเลยสมสริเตรียมให้กันทุ่มโผจังนานขันอตูเฮตูกุมีไว้กันหลักมีดีตากันหลักมีเจ้าอาจนจะนี่แหละสมสริอันที่ทานจังและอากายตกที่นักเสอากายตกมีใจด่าลังเดียจนนู่นแหละน่าป่วยอีเจ้าแค่หนักกันฉันเบาทุกปีที่เขาจะเก่ามาเนี่ยหลังแต่บิจูเบสิกสิบักมีนู่นแหละน่าป่วยแล้วกุ้งมาตั้งหักชามันชาติกันนี่เจ้าแค่เขาเราจะอดังจะชาติกันนี่เจ้าแค่เขาเราที่มีค่ะฟังมีจุดเสแล้วมาเด็กเจ้าจะประคัดดีร์มันนี่มาดีตากันไหนเด็กไม่ได้เปลี่ยนจ้าเด้ขัดอะไรขวามาจะอันที่ขัดอะไรขวามาที่จุดอันโจที่มี here say มุกันนายกันไทยสุดหลงสลับวินคัน evidence based back in กันกุชงอามาเฮเอาจ้ามาตินหินกันเปลี่ยนที่มีค่ะกันโคดึงชิมค่ะเสแล้วมาเด็กไม่กุมเลยดับมันเตปเทียนนี่ละมากันช่วยจนhe planning to เฮกันมา evidence based กันจังไรนู่นและน่าป่วยปวดถ้าเดี๋ยวนี้จะเข็นโคนักกันรำทันเช้านักจนมาดำเฮแบบปีบิกสิจ้ามาก็เลยส่งค่ะฝากเดินปะแปกลิงสิที่มีที่ส่งจ้ากันเวียนจวนนักเห็นอลังเตอร์มีเสียจนกุมชงอาคันตัวริมีจ้าสิโคชงเห็นกันมารำชงมี health department ปูเฮทนเตอร์เฮกันดูมาแล้วว่าจนใจทุกกันมานี่กันตัวดูกันที่ส่งกัน health department ปูอันทนแล้วว่าคันจนใจมันสุดละแล้วสานตายแล้วเป็นแบบยาซีกันนี่เป้ลำเปียเราลักงาชุมพัดอันสีรวงอันให้แปลกสลัมโคเมนเสร็จแล้วเลยดูหนึ่งเป่าคันแปลกโคเสมาตุกเขาเสร็จแล้วดึงคัน health department อัฐนาจนสีบอกคัดกันแปลกมีหาเจ้าท่าเตียนเจ้าทานไหลอาโซมีสนะท่าเตียนผ่านดึงคำค่ะกันดูมารวงคัน health department ปวดท้องเดวินtraining จงอัตุบันเบีย data security ให้ที่บันตกมาจนอัตุ emergency outbreak ให้อาปิตายมีโมรัวเราปีจังมีจดหนักที่บันตกปวดค่ะrespondent ตัวโคหนักหาที่คันอดัง organization ปวดให้ปีตายให้ตัว training กันแปลกค่ะจนอาศิโคช่วงจนกันฉันบ้าตุกมีจอตุกันมา health department ปูละเข็นไปปูคอมพิวเตอร์และไปตุปูจงอันไหนเรา printer ที่เป็นตุกจงอันไหนเราติกาดีจ้ากันหันหาติกาอันนี้หาตุกอาเชียวบักตุอันกุดเอ็นเทียลมีตีบักคำหันอันขาดอันกันกวดที่เป็นตุปูจะเสียแล้วมาติกาฟันให้กันโกลจัวมาแล้วตุกุมชงอ่ะเห็นดีตากวดอเฟลเดอมีตุค่ะปะเปกและเฮลเดอหนักกันตีละจุดเดมาตุค่ะปะเปกเองคันคอมพิวเตอร์ปฐมกันบ่มหน้าแล้วกันเตที่เป็นตัวจนที่ฟ้าเตที่เคสเขานั้นมันซ้ำเตที่เป็นตัวดิ่งเตที่จะกันไหนหน้าจนตุกุมาเห็นกันตัวริมีเลยดิสิจนตุทองที่แล้วคุณลักขัดคุณแรงมากอย่างเสียจังมากกว่าละกันกันมาไล่มีชงเงินเช่นมีชงเงินสิบอยอากายเขามีกันหนุ่มตีแล้วมาติกาสิบอยกันฉันบ้าตกแรงมีกันเอาปังหนาแรงมีกันติกาอันกันรัตโนเก้าหนาอินอันกันรัตโนเก้าบัวกันฉันบ้าตกรีกันฉันบ้าตกรีติกาสิบอยเทรนนิ่งตัวเอปีเขาเซ่ที่มีกันในรัวนาติกาแคบิเนตจงเนี่ยลงจินจ้านิวจีให้จงกันที่ตรงอันกันเจ้าทันเวUniversity of Medicine 1ยังกงเห็นตุกุมาเห็นกันเอาทีนหาลาแล้วกันมานี่กันเอามีเพียงที่ขันมาสนากันสับมีกันไม่กุมาเห็นจะโจนทอกเข้าดึงเงินมาค่ะกันที่มีจุดเสร็จ MBBS program กันทอกไลน์จนน่าจงเฮตุ second batch กันทอกไลน์ตุกุมินโมแล้วกันเอาดิจัง application จะอภิจัง medical school เบลต์จะ application ให้อภิรีแล้วSeptember ที่ยังกันเอาหน้าจนกันมาไล่มีเตกันมาสิ้นบักจวนเขาดึงค่ะตั้งปีนคันวันสวัสดิ์กันดูหน้าจากขันมาทีค่ะตุกุมชงเอกันนี่ติดมีจุดเสียจนตัวกุดเกจำจริงแล้วกุดเกบุลซาร์นักสองให้กันตัวเลี้ยวเสียและนี่กุมขันจนว่าวรองให้กันรักตัวและตุกุมเห็นจนแบบปีขันบ่มตัว CBC เสียและ
ni kum mi September in December tiang he minung som thum le period kan rak zau na tu kum January and June tiang he cho som li le panga kan zau na e July mu kha cho report kha kan tel ri lo za mo le matika ma prosthesis project ti zong he kan kut ke a hiam mi kan ra kap chan her ngai aruang cho kut ke an ban nei lo tika niftin an cho chang na kha an lung re thai an lung rok an tha der kan te na cho e kut ke bulte an ban i bun tika mi bo chan haw lo win thiang thun haw lo an ma ten kal khau an ma ten cho chang khau ti ban tu ka ban si tika khan ma program ti jong he ban pe ri cho tu kum chung ni cho ban pe ri kan haw ko lai chon ngai changai si mi cho atum chuklei he asituk lo peng case kamo kut ke bul ara isar mi an peng cha khan ma ti jong cho ma program ti jong he kan ban pe ri line hai kum lein chon aman zo foi de tung chon ke mai chan chau pi cha chenam san chai ding india kan ma lei ram chunga to pho tu so kan zom te la te so kan itin chon kut ke bul sar he poi big nak cho ze de si te chon kut ke bul chang mi he ase mi he minau de an se kan minau kan naw le de an sitika an pum athang ani kheng an sang de an tung sang de an tha an der ti ban tu kha pang tika khin voi khat kan tu cha aza ti khi bal lo le rep langmang haw tharuk voi khat mo avan tha an van tha de an van ngan de an van than de wa khan an socket na kharem haw tu ban tu ma chon silicon cup te mi an ru le an kut ke bul kare ben piak mi te por kha akwe he te rock he te tlek tu ban tu kha se khen piak pang kha haw ma tika ma project ti zong he kan ra kap na cha ba pi tuk mi te si akal peng ding mi chu si ti mi te zong kha kan ren tun mi te ban nak tar ka du chon atu e kan ma help policy kan tua mi ya pakhat ri mi chu te si te chon strategic planning kan te la kan ma lai tlang chunga zai ban tu ken policy kan kal la te mi kan chua pi chang ma policy kha zai til in da kan kal pi la te mi strategic planning te kha ma te kha tu he kan ban tua cho ma leo se ban bia ma kan tu mi chunga tal mi tong pal ban lang tar ka du e ban bia service package kan te mi khate community health worker te ban tu kan cha na lu thu ja mai lu ta kan te min ha pol mo chon ayan ta kwa te ban tu kan cha na ma ban tu pol kha zai ban tu in da an ma kumpak than chau na song khan tu apyak na la ti ban tu ko song khan ruwa chon zai ban tu in da an ni level ni chun ma long hen zau khen kho ti mi standard service package kha kan tu ruang cho hlana chon ma lu thu ja mai lu ta to pol he mp ha ana yam big na anum te kha an pi tok sang shan hlana chon NGO ne an rak support na e NGO an project di a chon an ma kha yang ku ani chwa ke du pawin khan sian pe du pawin sian chon an ma lu thu ja mai lu dai si chut nak nur kan pek bak min ha sa law matika kha tin zau khet an haw ma ro kan ma health structure chung lo kan tel na chon an ma kha ma ka level lo khan dir peng lawin tasin tat mu carry ale da kha ma kha kan tu apyak na la tha ten atu jong bridge course ball curriculum kan tu chu ma le an ma than chau nak song kha kan tu apyak na lai chon an ma song kha quality ding ten kan ma me pi hen nai bi ka mi an si cha an ma e an film thiam na ka te than chau khau de le phong de win anum ko na ham kha kan tim piak leon ha chu se chon alhana hin kan ma lai tlang chunga chin sik chunga te health center le hospital he zanga de zali le som cooperate nan atua hin a function khomi ha tlom te mar ronga khosha pakhat tali cho expand khawding kan zom na lai kan te atu kan ma area tanga hin khwaza rate le som nga le cha hin som rate la panga rong tu kan haus man sro kan tu khaw le lo ma rong khan kan tu khu za te kham han sam te in khan khosha pakhat kan ti cha mo kan ma le cover area te kan tu khu ding in khan som li lo de he tu he ani team le ma halu ka administration han rak chwa pi mi min pol kha ma kha kan khom le akan bom tu ding NGO pol jong kha ma kha kan chim na ma he chu kan ma ni expand kan du mi se mobile long kha jo anung khau ti la ruang jo mobile jo emergency long ti ka ste khat tu nai ka chiman tu ken nu le naw poi tha fatin an ni chu se jung kal haw mien se law se man sor izau haw mien se ma te ka ma ban tu pol tha ti zau khen kho na chon community health center kan te mi jamai thana kha an pong ba ka haw ma te ka khan ma tu khar khan bo mu ti mi jong chu kan chim le mam tu khan community health center tha ten strategically in mo ning chang te in than chautar kar tar kha kan ti mi chu se chon kan
chung mi su boy te siama te an than chho nak jong he kan ban du ngai na le an ma cha continuous medical education kan te mi he kan ban tu apyak na lai te kan wat chon atu kan ram chung mi pol he tam pi NGO pol jong chon ram leng mi international le jong in se chon kan ma lai mi jong se tam pi berwa na kan nei le an ma ni kan kong an kan thai lo tuk ti kha kan khoi ka kan bom nal ti jong kan thai ton ve lo ma rong kan ma he ram dang he ram chung he ipi tlai na kan nei peng ti mi jong haven chim ka du chon Australia vei lai mi ne tam big nen kan bom mi program ko khat kan nei but the seat is in scholarship program se seed tomorrow scholarship program kan te le seed of tomorrow sorry le ma chu the seat is in kan ma kan ram cha a threm san chai ding in shan kai lio min ha ne threm san chai ding in teมาเตค่ะ support ตัวกันดูน่าแหละ Reverend ตินกงให้กันไรชิบนักทองเต็นคัน Reverend ตินกงเนี่ยเฮ้ชัดจะมีอาการขบสวดเปียกแล้วสักคาส่งอาเตส้มทุ่มเตที่เป็นตุเป็นคันอันลุกโทษเจ้าหน้าและหมายเห็นตุเห็นไม่ต้องส้มทุ่มและปลีscholarship กันแปลกโขเลี้ยวหน้าเสและมาส่งอาจนแค่ฟัดตินเฮตั้มปีทั้งแค่หาวเราฟังกุลเตนี่โทษเจ้าฟังส่งอาเตอันมา US ดอลลาร์ Australia ดอลลาร์ที่เป็นตุเตคันอันนี้โทษแล้วค่ะเสียตินกงเนี่ยค่ะวันขอบเนี่ยมากันมาเลยโปรแกรมอาจารย์ตุเป็นมีนุ่งปนิกันฉาบอยากหน้าและมานี่จนอันตัวเรียกตัวมาเลี้ยวหน้าเสียอันมาเฮตั้งค่ากันแปลกตบหน้าที่คิดสลาวินคันตั้งค่ากันแปลกมีปีน่ะเข็นอันมา mental health จ้าสงอาถ้าจำนักที่ต้องเสียจนจมเปียกนักที่ต้องตัวถ้าจน Excel ที่เป็นตัว computer basic ที่ต้องแค่กันชิมชีนะจนไม่เลยฉันอันดีที่ต้องกันรำสงอาเรียนจนทานดิ่งที่มีเด็กค่ะกันติดเปียกมินหาจะเสียจนมาค่ะกันมาตูเลียวเวกันจนมีไว้จะเสียกันเรียนจนหนักปวดเสียแล้วตูกันมา Ministry of Health เห็นakan bom tu he tangka pek in se pek lawin se akan bom tu he kul leng kan nei nan tangka pek khomin hai chu an tam law zom te pathum pali rong te long khen se e tangka pek law bakan khan he chatian kan tlan pian kan bom liao si ti mi te jong khavan chim na du chun atu liao kan harbik mi cho tangka jong cho sipina dai kan tila kan ma minung kan nei lo tuk mi jong khe se pa phone ma te ka khan minung nei na ma ding cha training pek an haw chon aleng ni kan audu ha chon la pek an haw la kha la kan chung kan sina an rak tuan khaw lo chu te le ma te ka khan ma te jong chu kan har nak se chon atu e kan senior tuan mi kan ma ram chung a tuan mi NGO vial te he jong khan tha ten coordinate kan to haw ram athat leo man a khan kan ma chau za long kan dir kho lo nak tampi kan ni hel lawang kha cho NGO ni tam to an kan bo ma te ka atu kan ma ram chung mi NGO he jong tha ten thong ten ren tuan khau ding jong he kan ni zuam leo chu ma chu se le atu e kan her big mi cho dok nak le kan kal le kan her big mi chu de si te sia chon ram leng in kan mi pi ne pha jang pe kan her peng pha jang ka ti te ka tangka long tha selim lo lungthin lei zong in kha cham na lei zong in bob kan haw peng arwang cho lungthin azot chan ya tam khau tok e kan bo ruak zong ne kan ram khel bo ruak ne hin akan zot tar chan ya tam tok saman se lo kan si kho to kan tuan kau lai ti mi lungthin te ni akan kal tar ma chun pakhat pan hi te ne nan ren tuan mi sulam ngai tuk kan fa la cha ma chu ma te chin ti mi athat nem nak ti kan ban thei mi ni hen tha za kan tun tar ma te ka lung thin lei zong kan tha jang der cha tam pi te ka tha jong kan cham pia ho chon tangka lei zong in se kan ma tu cho han bom bik mi cho ram leng an se ma so ram chung chung kan bom khau thiam har mi kha kan ti min ha sa lo ram chung a tha te khau min ha ni khan tam pi nan kan bom kho thiam kau ti mi te zong kha ban chim ka du chon tu nai sia boi ne ban chim mi kha ka chau hlan tok ve mi se mi cho shroi tu dir huna pathian ne acha mi na no ngai le chun ke itel tum kho kha kan zuam kho ding kham kha thlan kan cham pia haw ve arwang cho shroi tu dir huna pathian ne akan cha mi pol khe chan chana chun kan ni tlak tuk ro zong khan asalaw pathian ne akan cha nak thim nak ke kan ma tu gru nak so obviously khau men kau ka thailo ve Egypt shang pa ban tu kin mo nan ken
akan siya mi ke sulam shim ke ma te ka pathian lian ngan sumpar nak song ke rak se ton ma ruang akan atu liawi kan shui tun ha cha long ta kan thla kan cham hau zul tun ha cha long thla kan cham hau no ngai kan thiam hau ke be time bu pyo kan te ke mi kong chai la thang chet le athat lo na ko long te kha kan thiam tok kan rai than pi mi asi te ka ma zia kha cho tam pi ke kan thau ve hau chon atu liawa CCCB ที่กันบวยไปตั้งปีนั้นวันไทยละและอับวยคุณนักเฮออนไลน์เฮ speech รองอ่ะใช่มารองเห็น hate speech กันมีปีชิมนี่เห็นชิมเราหาวและฟังกันไทยอ่ะคันมาคันเลี้ยรุ่นกวดหนักค่ะกระตุ้งสลาวินเกยมากระดูกหนักจนมาค่ะสิตักมาตักเราที่มีค่ะทัดดิ้งหูลองอ่ะคันท่าเด่นทัดหนักเลยตุนคันตุนแมรี่เลี้ยดิ้งซีที่มีเตตุเคเกยกระดูกหนักสุดเสียและมาแล้วว่าคันจนไล่มีบริษัทที่กันเสรำดังกันกะละไล่มีเดียกันที่ชมเขาแล้วจนเมียนมาที่เรากันที่เขาจะเมียนมาช่วงหันเห็นฟ้าบิกมีดีพุ่นเตกันเสและมาอีกันมาและกันมากันที่เทนแท็กดิ่งมีแค่ไงเชียร์ตกเซมคือมิจารำหนักมันอินกันตัวเดียวจมูกมาอีกันมาไล่มีช่วงลีลาอีกันที่เทนแท็กดิ่งจะเขาแล้วกันเบียประคัดรวงอ่ะมีลงฟ้าตาดิ่งอีเทนแท็กตาดิ่งค่ะกันมามีปีเจียวตรงนี้คันกันที่ราลินฮาวช่วยตัวโบตรงนี้คันกันที่ราลินฮาวอีโดดน่ะทันตาดิ่งและกอดตาดิ่งตัวเฮกันเรียนตัวให้กันเฉียบอยากชามูที่มีที่สองขนมก็เป็นอินดูนะจนเบียกันชิมสองอ่ะเสียเรียนกันจวนมีความกันรัวมีสองเฮไทยจริงจ่าลองตู้นี่จ่าลองคิดว่าออกชาเราตู้เฮรำกันสารมีเสียสุดเดียหายเลยกันฟ้าแล้วกันตู้เลเวลที่ชันเนี่ยรำทามีเตสีดาร์กันดูรำทางเชามีเตสีดาร์กันดูมารวงอ่ะเห็นตู้นี่คันนี้กัน feeling กัน emotion เนี่ยช่วงมีปวดหนักและทิ้นหุ่นหนักและกันนี่อ้วนหนักรวงอ่ะคันไม่เลยฉันเดียวที่งูเขามีอารมณ์เขามีคิลสีจ่าคันลุงราดึงเต็งกันลุงทิ้นลงให้ซุ่มบูเดนโดดหนักเตะฮรำกันสารปีชามูที่มีเตะค่ะโนร์บุญกับยากับด็อกเตอร์จนกันมาใน Ministry of Health and Sport ที่มี Facebook page กันไหนฮัลดูมีแล้วไทยดูมีสุนัข Messenger คันฮัลโคกันซีที่มีเตะค่ะเป็นชุมกระดูกอารมณ์ตกเสียกันรวมตุกเสียนักเรียนจนหนักรักตั้มตุกฟีลงข้าเก่าตุกมีหรักตุกมีสิทธิ์ก็ขันชิมจอกดึงตรงข้าไปใช้เราอีที่ตุกที่ดีมันสิ่งหนึ่งขบเยอะเตะเรียนจนวันนั้นเข็นมีค่ะสิมีปีจองนี่เข็นมาเลสิคนนึงเจียวขึ้นท่าจังเปียกเจียวครีฟ้าบุญเสียปุ่มปากจงเสียบุตรเตะจงเสียท่าจังเปียกนั่นเหตุไงที่ข้าตั้มปีที่ยังไงมีก็กันมันเพียงคนนั้นจะกระรู้อีเสียกันรวมตุกเสียเบียประคันอันฮัลมีเตะค่ะกับผิวส่วนละกับผิวส่วนตนและตุยวันฮัลตาโลคนหนึ่งเราตัวเสียบ่อยจนหนักเสียแต่กระตุยที่มีค่ะที่บ่อยงาดิ่งเตียงมอที่นั่นโปรแกรมนั้นในจะมาค่ะdegree course มอนั่นเอกคนน่ะมาค่ะที่ course ค่ะที่เจนน่ะentrance ที่นักที่นั่นหลักหนึ่งสีมันปวดหักแต่มาค่ะมันชิมออกทางมอที่มีเตะค่ะมันฮัลตาหนึ่งรอไปก็จะสาวหนักปีนขั้นจนก็บัญชีติดูแล้วกันมา Ministry of Health and Sport ที่มี Facebook page กันไหนมาค่ะคันทองกันทันและ criteria ปวดกันเดียวดีมาจนSeptember นี่สมทุ่มเทียงคารักสกโคเซกันมากันจวนด้านเบลเตะค่ะจ้ะNUG ต่างในมี Interim University Council University of Medicine 1กันจะมีซีตกระตุ้นที่ยังกงกันแต่ละสุดแต่อันมาให้คันจวนที่ดึงกันเสอันมาให้คันตัว MOU กันทุดกันที่เขาละสุดแต่และอันมาให้คันอันมาในคัน teaching และไปเลยค่ะจวนบอลหลักที่ละกันนี่กราวอ่ะคันเรียนกันจวนและschool ตัวที่จะมุ่งกันทีมรีแล้ว local administration ปวดนี่คันกันมาสนารักตัวเขาที่มีค่าจ่ายให้ตัวให้กันหักเลี้ยวตัวคดียังให้หมอก็คดียังอันดักเทียลมีจงอ่ะคันกราวอ่ะ field visit กันกันไลฟ์ค่อยกันแต่ตัวเขาสิที่มีกันจะอะไรจนว่าจนหุ่นข้าเฟียงตีละและทุกท่านก็จะหุ่นเฟียนเราจะหุ่นก็จะเป็นชิมออกท่าแล้วจนช่างอินปูจนกันอันมิดกันทิดตกหนักเสร็จก็คันค่อยกันจนที่มีเป็นชิมก็จะตีนุนเดียวจ้าโมและตัวจะทีมน้องกันทีมรีแล้วกันประเทศที่จงอาคันออนไลน์กันจนชิมออกวันฮาร์ดเดลไลน์ที่มีเด็กเขาเป็นชิมก็ดูกุมสรีโปรแกรมเสกุมรูเคติโอรีสลายกุมคัดเทinternship เสร็จแล้วไปคิดentranceคิดเด็กทุก level ด้านนั้นหลัก
กายเขาดึงมีค่ะ qualification เขาจะนั้นหลักนี่มีค่ะเต้ กันมาเลยที่สนิห้องตั้งให้ขัดออกมีแล้วจนสนิติตั้งให้หนีออกมีสิเราแล้วตั้งให้เที่ยวจุตั้งกว่าตั้งชานไกลแล้ว GED อันที่มีโพลที่รำตั้งกันโคนักตัวมีโพลเคมาบรรทุกโพลตรงกันเจ้าทันและมากัน criteria ที่เขาตั้งปีเขากันบันเทียลแล้วไปอยากกัน Facebook page ตรงเขากัน like and follow เปียกชามล้อมาอินกันทองกันถึงลังมังเกาและมาที่คัน criteria ที่ตรงเขาลิงก์กันเทียลจนafyang lobim kan chun messenger tu kan kan hal than te ulote Ministry of Health and Identity jo Ministry of Health and Sport Chinland government ti mi sala link ka ban kwat na la mo me kan man tal kan me kan comment akan man tal gel lo kaมันต่ำปีนี้เขาจะเทียเพียนมันไงมีเสียสิจากขันเสียค่ะเสียตั้งปีเรียนนั้นตัวนักรักดินตัวแล้วรักเก่าตุกจะรักปีเจอที่สองค่ะตัวเฮเทเบิลเรามีสองกันเป็นต่ำปีกันได้รวมเจียวเสียจนข้ากันมาเลยผู้บ้านเดี๋ยววันนี้ถักดึงมีเบลดึงตรงเสียcái này rỉ ra là có họ khâu bắt đầu là ó rỉ Bạn hết đầm lâu bu in tu bên mai lặng mi việc lòng cái xe là hay thêm điều sơ mỗi thế năng mà sẽ tu cả beholding lòng sẽ về bên thắc về lo sẽ bé hơn nạc lấy tua khăn các bạn cần lại cái nào cần doctor Sharon dòng lại khăn bạn cần tập bile tập bạn cần chim ya khăn tâm pi hiện nên biến trốn nạc he chân tâm pi khi cho cần thấy tuần đâu thì ra thì mình pin khen là phù hợp long khen abok tlang pi long khen cần thấy na tin tu này khen bạn chim khăn cần thấy lâu lên ning pi khen nên rắc chua chang tục nên rắc chua chang ning dòng kha rắc thuk ngay thì mi dòng kha cần phẩm hung khô cha khăn alom dòng kha alom bạn chim mi dòng kha mình pin zet lokin thla tha jang compare rin ha kha how thì mi dòng kha nên bạn thấy treo la thì mi dòng kha arwa chana kha ngay na ban chimi chung tua khan follow up ban tok in ban hal gadu mi chu hi kana khen siang in zaigatia the health lay na kai mi jong khi kan tam pa ti ka khan te health lay in hi kai an thiam hi film ram that na ke kan chon mi bel ti film thiam na ke kan rami ban luni ban bom na ke mi cheu mi no cheu tam pi chin long sunga khan ton ma hem pet lai khan atuna ne thlop pul na ka khen zai zot na ke thlanan thlot bul cham mi kha si chun hi kana ke zot na ke chek na khati pen tu pu thu te pul zonga khem zai ke thlanan hurt nan chan bau cham mi kha si ti mi te kha na share ok na ban thata khan chuma te kha van kan share ko ha ti mi kha behal na kha van to ta ka do shang in lay bom ding mamos lawn health service indicator khata da ban ka hal mi si cho Oh, ko sorry. fyang da lawn Sorry, so very local deuh kha sala atu mi zo te pawh nan thlap pul hna khin te ai kana ke chu x-ray hi se ban tuk mammogram MRI hi te ban tuk pawh thu pawh kha zot nak chek na khin a hau ton la ram thum third world country pawh kha cha medical tool ke kan hert ning khin kan ngai kho ton lo chan ke je ke tila surgery hi tu anak te pawh zo khin thu pawh kan laking tuk te ka khin atu hi te lai rama hin zai ban tuk zot nak deuh hi thlanan thlop cham mi kha si chon medical tool la ya kan te je ke thlanan chan bau cham nak deuh te kha ban sti mi te kha ban thlopul na ka khan ne pinan zo khin nak na khan te kha zai thlanan cham bau deuh nak cham si ti mi te kha kan chan bau na kha atam tok lo pola van chim zong he ve ngai har ngai la abe pi chu te kan ma area chunga hen se zung he ve kan ma Chinland government area ka ti ko la chu te le Chinland government area chunga hen se zung te he le se zung he kan ma tanga function mi he pa thai li rong he se le pa thai li a hen operation theater he tha te function operation theater proper te anei khau mi he hun thum leng kan lo le ma khan chon ke second tela na ban kan ban thai thiam kho na haling cha chon si zung hau kan ti ruang khan thing in na khan kan hei sar ka shang in na mo se lo le ha ni rak cha mi in tha ke cho an ma phwa pa khati mi in tha big te ke cho an kan zai ke tela pa pek pan kau kan ni cha mai kha cho mo le in ti ke cho ban se man se lo operation theater te ban tu pul kha cho bu tat kho na ha ding cha te fumigate to kho na ha ding cha kha haw ma le ma ban tu
จากมีคือจะโจมปะและปัจจัยลิมีคำปลีช่องแค่ operation theater ท่าเตในมีจุกันเสมานั่นเช่นกันมา theater ชงคันบรรลุท่าจะ MRI ตุจุชิมเราCT scan มันประคัดมันกันไหนเราX-ray ให้กันไหนใช่ไหมใช่หรอฟิล์มกันชั่วเขาเรากันขักนะมากันขักมีเตค่ะคอมพิวเตอร์กันไปแล้วคอมพิวเตอร์ตีหลอกคำหันกันขักโขนะฟิล์มค่ะมันฝักตุกซอและมาเตค่ะคันX-ray ตรงจุกันไหนก็นะนั่นคิดค่อยไว้ช่องลงละตำตุกเราปังอาปรุกช่องลงและมาติกาคัน X-ray ตรงกัน hair ไงจน ultrasound ที่เป็นตุกตรงแค่กัน hair จนlab พิธาเตยอรันเข้าหนักเฮปทุมปลีแหลงกันในโฟนเรามาตรงสุดเซและสิบอยติโจมิโซกันเจ้าหน้าจน diagnostic กันติมีเตมาจุดหน้าซีติมีกันเทคโคหนังหาดิงจ่าที่เช็คหนักแล้วจน X-ray ที่เป็นตัวดังเนี่ยเป็นบบที่หาวต้นสุดเดและมาเป็นตัวติ้งตักกันในมีที่จะโจมตกและนั้น ke until report kan man fa tuk vet ka khante via thong hi la kul la khat liu la banga khan cha tu wa rong jong ni hen x-ray pat ni pathum te ban tu kan jok yak ba atu jan rok di cha te ban tu ke se la maintenance song ke akan har ngai thil ri pakhat kan ba aban ro a khen engine gen ta la tube yen thing te thana kan rak ti mi polte maintenance department te ban tu kan nei ha lo ka khen aru a khan ma kha ve ke se ka te khanและไม่เลยก็นี่ติดมีชงขัดอาจจะมีสภาพเป็นตกผู้เปลี่ยนเทคนิคฐานะแต่ maintenance ปวดสองเช่น engineer มอตัวเห็น scholarship กันแปลกมีเห็น engineer เป็นที่อันนี้แต่ละอันมาอันบันดีหาจนกันมารำชงหาท่าเตียนกันบ่มทางโคที่เป็นตัวขันจนมุ่งมาสองจุดกันในรัวชันไงจนกัน hair big media เห็นจนตั้มตกที่ normal delivery kit มันกันอันไหนเรามีส่วนกันจน LSCS กันจะมีนาวป่วยใช่นักที่เป็นตัวในเรามีสองคนและตัว CBC USA บอบนักเห็นตัวปาติเตกันบรรจบทั่วมาและโดลาทองกุลสมทุมันกันบอบมีแค่มันเลยเรียกกันเป็นเทนติกาเห็นอันนี้พอร์ตว่าเห็นบอกนี่บอกทุมเตเตลองเห็นอาจังและมาตะเคนที่กันนี่บอบมีแค่อาจารย์จริงบัลแล้วกันแต่ละสุดแต่จนตัว USA บรรทุกรำทำพนักงานฟรีที่มีค่ะฮาร์ตุกสุดและกันนี่ตัว basic essentialซีหลงค่ะฟรีกันแปะโคนหามาหลงกันจอกอยากโคนหามามันจะมีปีดีลัก cover เขามีเทกันตัวโคมีจะสลาวสมันสลาวกันนิติมีจะUSA บรรทุกhealth as a commodity ที่เขาจะสลาวกันจวร์แล้วกันนี่จะ insurance ที่บรรทุกกันจะสลาวนักขันhealth as a human right เขาจะกันกัลปีละ basic essential theory เขาจะแปะโคกันในจวมไลจนตัวstandard service package บรรทุกกันตัวก็ที่มีสองอันเต appendix ที่บรรทุกซีซ่าที่บรรทุกปูเขาจะ free coding กันในจวมตีแล้วสมัยสุดตัวจะลงว่ากันตัวเขาบักเรามาตีลงจมูกและไม่ปีนี่คัน out of pocket อันมาเต้นคันอันนี้แปลกแปลงกันแต่ละสุดก็โอ้นั่นไทยเข้าตีมาดักนั่นเดียร์ดีกันเทคเอาโอเคแล้วกันเหรอมีจะทำไงแล้วเมื่อกี้ปกติวันชิมออกบักเคกับวันนี้เหรอไงจนปกติที่รำดังเงี้ยเฮลเล่จ้องมีกันทำในวันที่มีเดียคันเตกันมา medical program และ nursing program ที่บรรทุกสองคันทัดทุ่มหมอที่บรรทุกทัลีหมอสลาวละทันหิหมอที่บรรทุกรักรัดอินนั่นกันบบโคดิ่งเฮกันนี่รัวชันไงกันคอนเซปต์โน้ตสองคันมาคันนั่นมาเบาชันเองคันกันเดียวและตัวDOR และ policy และ structure ที่บรรทุกกันบรรทุกเลี้ยวสิทธิกาเตเขาให้มันสองคันเห็นต้องรีดหาเราและตัวกุมช่วงจะ planning stage หรอสิจ้าคันโมและมากันเป็น planning stage ช่วงคันนั่นมารำดังเลยมีอาจารย์เลี้ยวมีแต่มาบรรทุกปูให้สองคันบรรทุกตอนนี้จะบรรทุกเป็น internship program มอ training program มอ teaching program ที่บรรทุกที่สองค่ะนั่นกันแต่ปีที่ไล่ที่มีที่สองค่ะบบกับวันนี้ฮัลโหลโลนะคาลมตุกเดี๋ยวถ้าตุกฟีลกับบันเก้าตุกตุยเงินนำหนักเลยจู่อเมริกาเจ้าจะพิมพ์มันเห็น president election จ้ามันเห็น health issue ที่จู่ไอ้บอยปีจะมีมากหลังนักก็เสีย president สิคนนังงาดึงอ่ะส่งเพื่อนไปตัวประคัดอักบักกันไอ้จังเวมิซีปีจะตักมิซีฮิตยังนั่นกันรวมเปียกมีจงกันกันในรวมมีไปตักเตอินเดียกับเลยท่าจางเปียกเจ้าตุกเขาจะไปมีปีนี้เห็นกันนั่นรัวเดี๋ยวเจ้ากับวันเฮาที่กับวันเฟียงไงเลยสิจานข้าไปวันนี้ฉันพอดเดี๋ยวกับวันเฮาปะเลยไปตัวสไลด์มิ่งเปียกตัวหัวเปลี่ยนเพราะไม่คุ้นเลยไม่เสียวันฮัลดูมีประวันวันฮัลดูมีในมีมั้ง
na o no cái này đâu cái này đâu moi te ani hi atui peace negotiation ati CNC ti mi chi national council adir khona ha ding hi fak pin ani zom chom ma leu si chu kong kaw ton tong pal karak chim chang le slamming yo tuno biam ne biam me chine no pro chen ne pyo cha chine yari bo si mo thapro pyo lu yare tuno me chine ha garo aku CNC pip ဖွဲ့ရှိနိုင်မှုပေါ့ပေါ်ပေါ်လာနိုင်မှုကိုခုနပြောသလိုပေါ့ဒီအခြေအနေမျိုးမျိုးကြောင့်ပေါ့ကိုချင်းတိတ်အစင်ထိထိရောက်ရောက်မလောက်ဆောင်နိုင်သေးဘူးကျွန်တော်ကြားသိရတယ်အဲ့ဒီမှာအဓိကအဖြစ်အခက်ခဲဆုံးကဘာအနောက်ရှက်ဖြစ်ဆုံးလဲဆိုတော့ကျွန်တော်ပြောလို့ရရင်ပေါ့အဲ့တော့ကျွန်တော်မေးချင်တယ်နောက်ပြီးတော့ဒီအလားလာဘယ်လောက်ထိဒီ CNC ပေါ်ပေါ်လာဘူးပေါ့အလားလာဘယ်လောက်ထိရှိတယ်တကယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘဲနဲ့ဒီတိုင်းမနေမလားအဲ့ဒါဘယ်လောက်ချင်းမြောက်လွင်ချက်ဘယ်လောက်ထိရှိနိုင်တယ်လဲပေါ့နောက်ပြီးတော့ဒီတကယ်လို့ဒီမဖြစ်နိုင်ခဲ့တော့ကျန်တဲ့ဟို second choice ပေါ့ second option ပေါ့အဲ့ဒါမျိုးရှိလားပေါ့အဲ့ဒါကျွန်တော်မေးချင်တယ်နောက်ပြီးတော့ဒီစလိုက်မင်းညနေနဲ့ဟိုထပ်ပြီးတော့ပြောချက်ချင်တဲ့အားကိုကျွန်တော်ထပ်ပြီးတော့ပြောပေးစေချင်ပါတယ် โอเคကျေးဇူးပါခုလိုမြင်မြန်ပေးတဲ့အတွက်ပထမမေးခွန်းဖြစ်တဲ့ကျွန်တော်တို့အခက်ခဲပေါ့အခက်ခဲကတော့ယုံကြည်မှုတိဆောက်ဖို့အခက်ခဲနေတာပေါ့နော် trust building မှာကျွန်တော်တို့ကပစ်ဆို့နေတာတစုတစ်ပွဲနဲ့တစုတစ်ပွဲကြားယုံကြည်မှုကတိဆောက်ဖို့အခက်ခဲနေတယ်ဒါလည်းပဲချင်းပြည်တော်လှန်ရေး2021ရဲ့အလွန်မှာပေးထားချက်ပေါ့တစုတစ်ပွဲရဲ့ဥဆောင်မှုနဲ့တော်လှန်ရေးကိုစဆင်နွှဲခဲ့ကြတာမဟုတ်ဘူးချင်းပြည်တယ်မကဘူးမြန်မာနိုင်ငံလုံးမှာရှိနေတဲ့တော်လှန်ရေးအားလုံးဟာကိုယ့်ရဲ့စစ်ကောင်စီပေါ်မှာတွန်းလှန်ရမယ်တာဝန်အသိစိတ်နဲ့ဒေတာအလိုက်မြို့နယ်အလိုက်စုဖွဲ့ပြီးတော်လှန်ကြတဲ့အခါမှာမိမိကိုယ်ကိုတိဆောက်လာတဲ့အခါမှာမိမိကိုယ်ကိုအားကိုးယုံကြည်စိတ်တွေကပိုခဲ့ကြတယ်ပေါ့နော်ဒါကိုအချိန်မီစုစည်းနိုင်ဖို့ကျွန်တော်တို့စူးစမ်းခဲ့ကြပေမဲ့ဒေါ်လာရဲ့ပေးထားချက်သူ့ကိုကိုမြို့နယ်ဒေတာတွေရဲ့လိုအပ်ချက်အပေါ်ဒီမှာလည်းပဲကိုမြို့နယ်ကိုဒေတာကိုခြေပြူပြီးတော့မှဒေါ်လာရေးကိုဆင်နွှဲကကြတဲ့အခါမှာနှစ်ရှည်ကြာလာတဲ့အခါကျတော့စုစည်းဖို့ကတယောက်နဲ့တယောက်ယုံကြည်မှုကိုပြန်တည်ဆောက်နိုင်ဖို့ရန်ခဲ့အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပဲ CTDC ကိုကျွန်တော်တို့MOD ရဲ့ဒီအကြံဉာဏ်ပေးချက်အရာပေါ့နော်ဒီ NUG MOD ကာကွယ်ရေးဝန်ကြီးဌာနရဲ့အကြံပြုချက်အရာ CTDC ကိုဖွဲ့စည်းခိုင်းလိုက်တဲ့အခါမှာလည်းပဲချစ်ပြည်အတွင်းမှာတော်လှန်ရေးအားစုတွေတစုတစ်ဖွဲ့တည်းနဲ့one command one control အောက်မှာအားလုံးရှိကြဖို့အတွက်ကျွန်တော်တို့ကရည်ရွယ်ပြီးဖွဲ့စည်းခဲ့ကြပေမဲ့လည်းအဲ့ဒီမှာလည်းပဲတစုတစ်ဖွဲ့နဲ့တစုတစ်ဖွဲ့ကြားမှာယုံကြည်မှုမတည်ဆောက်နိုင်ပဲအဲ့ဒီကလေးစိတ်ဝင်ကွဲပြားမှုတွေရှိခဲ့တဲ့အခါမှာဒီဘက်ကစိတ်ဝင်ကွဲပြားမှုတွေဟာလည်းပဲခု CCCP ဆိုတဲ့ဖြစ်ပေါ်မှုရဲ့အကြောင်းအရာအရင်းမြစ်အခြေခံဖြစ်သွားတယ်ဒုတိယအနေနဲ့ကတော့ခုကျွန်တော်တို့ဒီချစ်ပြည်ရေးမှာကျန်တဲ့ဒီခြားသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဘယောကအမောက်ဘယောကတွေကပါတယ်ပေါ့နော်ဒါကတော့အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့ချင်းရေးဟာချင်းပြည်ထဲမှာရှိနေတဲ့ကျွန်တော်ချင်းတိုင်းရင်းသားတွေနဲ့စုစည်းပြီးတော့မှမျက်နှာချင်းဆိုင်ယုံကြည်မှုတည်ဆောက်ရမယ့်အခါမှာတချို့တော့ကျွန်တော်တို့ချင်းပြည်တို့မှာရှိနေတဲ့ CDF တပ်ဖွဲ့များဟာစီရေးလိုအပ်ချက်အရာကိုတော်လကောင်းနေမီနဲ့ထိစပ်မှုအရာတော်လကောင်းတချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဖွံ့ဖြိုးမှုနဲ့သူတို့တွေရဲ့ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာဖွံ့ဖြိုးမှုတွေရှိတယ်ပေါ့နော်ဖွံ့ဖြိုးမှုတွေရှိတယ်ဒီဟာတွေပေါ်မှာလည်းပဲအခြေခံပြီးတော့မှကျွန်တော်တို့ချင်းရည်စုစည်းမှုစပွဲဝိုင်းပေါ်မရောက်ရှိနိုင်တဲ့အခက်အခဲဖြစ်တယ်အဓိကတော့အခုဒီဒေါ်လာရဲ့ပေးထားချက်အရာကျွန်တော်တို့2021အလွန်ကာလမှာကိုမြို့နယ်ကိုဒေတာမှာကိုရဲ့အင်အားကိုတိဆောက်ရမယ်ဆိုတဲ့အခြေခံစိတ်လောက်နေပဲနေပြီးတော့မှချင်းပြည်ချင်းလဲဆက်အမျိုးသားစင်တိဆောက်ရေးပွဲကိုကျွန်တော်တို့အားနည်းခဲ့ကြ
အားနည်းခဲ့ကြတဲ့ခါကျတော့ချင်းပြည်ချင်းမျိုးသားအဆင့်တိဆောက်ဖို့ကိုမစင်စားဘူးကိုမျိုးနယ်ကိုဒေတာလောက်ကိုကာကွယ်ပြီးတော့မှပဲဒီအခြေအနေမျိုးမှာပဲရပ်တန့်နေဖို့ဆိုတဲ့တွေးခေါ်မျိုးတွေရှိကြတယ်နောက်တစ်ချက်ကအတွေးခေါ်ဟောင်းနေပေါ့ကျွန်တော်တို့အခုအချိန်မှာစားကားစားကိုတော်လှန်ရေးနဲ့ကျွန်တော်တို့နှစ်ပေါင်းများစွာဆုံးရှုံးနေတဲ့ကျွန်တော်တိုင်းသားလူမျိုးတွေရဲ့အခွင့်အရေးကိုကျွန်တော်တို့ကတပါးရဲရရှိအောင်ကျွန်တော်တို့မျှော်လင့်တောင်းတတဲ့ Confederate တော်၎င်း Federal တော်၎င်းရရှိဖို့မျှော်လင့်ချက်ကိုကျွန်တော်တို့ကတပါးရဲယူသွားကြဖို့ဖြစ်တယ်စစ်အာဏာရှင်ပြတ်ကျရုံနဲ့မပြီးဘူးနှစ်ပေါင်း80ကျော်ကြာကျွန်တော်တို့လိုလားတဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ကျွန်တော်တို့ရဲ့ဒီ Federal ဆိုတဲ့အနှစ်သာရကိုကျွန်တော်တို့ကကောင်းမွန်စွာသဘောပေါက်မှုအားနည်းတယ်လို့ကျွန်တော်မြင်တယ်ဒီလို Federal ကိုကျွန်တော်တို့ချင်းကပ်ကြတဲ့အခါမှာ Federal ရဲ့အနှစ်သာရဟာသူတယောက်ရဲ့အခွင့်အရေးပါတယ်လို့မိသားစုတစုရဲ့အခွင့်အရေးတွေပါတယ်ရပိုင်ခွင့်တွေပါတယ်ကြေးရွာတရားရဲ့ရပိုင်ခွင့်တွေပါတယ်လူမျိုးစုတစုရဲ့ရပိုင်ခွင့်တွေပါတယ်မြို့နယ်တစ်မြို့နယ်ရပိုင်ခွင့်တွေပါတယ်သူနည်းသူစွာပဲကျွန်တော်တို့ရဲ့ဒီပြည်နယ်တိုင်းသားလူမျိုးစုတစုရဲ့ရပိုင်ခွင့်တွေပါတယ်ဒီကနေတစ်ဆင့် Federal ပြည်ထောင်စုကိုတိဆောက်ကြမယ်ဆိုတော့ Federal အခြေခံတိစိတ်ပိုင်းတွေမှာလည်းကျွန်တော်တို့ကတော်တော်လေးကျွန်တော်တို့အားနည်းနေကြသေးတယ်လို့ကျွန်တော်တို့မြင်တယ်အခုချိန်မှာကျွန်တော်တို့အဟံသားတစ်ဆိုတာကကိုမျိုးနယ်ကိုအရေးကိုပဲတိဆောက်ရမယ်စစ်အင်အားကောင်းမှတော်လှန်ရေးတစ်ခုအောင်မြင်မှကျွန်တော်တို့ Federal ကိုတိဆောက်နိုင်မှုလေဆိုတဲ့အသေးအခြေခံတွေးခေါ်ချက်နဲ့ကျွန်တော်တို့ဒီစစ်ရေးနဲ့နိုင်ငံရေးကိုဟန်ချက်ညီညီတိဆောက်ပြီးတော့မှကျွန်တော်တို့လိုလားတဲ့ချက်ပြည်တိဆောက်ရေးချက်မျိုးသားတိဆောက်ရေးကိုကျွန်တော်တို့ကောင်းမွန်စွာဟန်ချက်ညီညီသွားကြမယ်ဆိုတဲ့ကျွန်တော်တို့အခြေခံစဉ်းစားချက်နဲ့ဒီနှစ်ခုထဲမှာကွဲပြားမှုတွေကြီးအမျိုးသားအဆင့်ခံယူချက်ပေါ့ချက်မျိုးသားအဆင့်ခံယူချက်တွေကျွန်တော်တို့ချက်လူမျိုးတွေတူချင်းစီမှာအားနည်းနေသေးတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကတော့ကျွန်တော်တို့ CC ဘက်မှာတော်လကောင်းခြားသောဖွဲ့စည်းတွေဘက်မှာတော်လကောင်းအားလုံးဟာအခုအချိန်မှာအားနည်းနေတယ်ကျွန်တော်တို့CC ဘက်မှာလည်းပဲဒီအခြေခံတွေးခေါ်ချက်တွေကိုဒီနှစ်ကျော်တာကာလအတွင်းမှာကျွန်တော်တို့ဒီမြို့နယ်ဒေသတော်လှန်ရေးကောင်းဆောင်ဖွဲ့တွေကိုကျွန်တော်တို့များစွာကျွန်တော်တို့ဒီတွေးဆုံမှုတွေနဲ့ကျွန်တော်တို့ပြောဆိုနေကြပေမဲ့ဒီအခြေခံတွေးခေါ်ချက်တွေကကျွန်တော်တို့ CC ဖွဲ့မှာတောင်မှအများကြီးကျွန်တော်တို့ကပြန်ပြီးလေ့ကျင့်သင်ယူအောင်မှာဖြစ်တယ်ကျွန်တော်တို့ပြုထောင်အောင်မှာဖြစ်တယ်ဒီခံယူချက်တွေကိုကျွန်တော်တို့ကပြန်ပြီးတော့မှရိုက်တွန်းရအောင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အမျိုးသားအဆင့်ချင်းအမျိုးသားအဆင့်ခံယူချက်ချင်းအမျိုးသားတိဆောက်ရေးချင်းပြည်ချင်းလက်တိဆောက်ရေးခံယူချက်တွေကကျွန်တော်တို့မှာအားနည်းနေသေးတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ CNC ဆိုတဲ့ချင်းမျိုးသားကောင်စီချင်းတစ်မျိုးသားလုံးစုစည်းနိုင်တဲ့ဖွဲ့စည်းတရားအနေနဲ့ပြန်လည်ဖွဲ့စည်းနိုင်ဖို့အတွက်ဟာအမျိုးသားအဆင့်ခံယူချက်ချင်းတစ်မျိုးသားလုံးရဲ့စုစည်းညီညွတ်မှုချင်းတစ်မျိုးသားလုံးရဲ့ပေါင်းပါဝင်မှုအပိုင်းတွေမှာကျွန်တော်တို့အားလုံးစုစည်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့ချင်းအမျိုးသားအဆင့်ချင်းလူမျိုးဖြစ်တဲ့ကျွန်တော်တို့ဟာချင်းပြည်ကိုတိဆောက်ရမယ်ဆိုတဲ့အခြေခံတစ်မျိုးသားလုံးဘုံကျိုးစည်းပွားလမ်းစဉ်ခံယူချက်ပေါ်မှာအခြေခံမှသာလေကျွန်တော်သွားနိုင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ခုပြဿနာဟာတစုတစ်ဖွဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့ emotion ပြဿနာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ချင်းပြည်ကိုတန်ဖိုးထားတဲ့ကျွန်တော်တို့ချင်းတိုင်းရင်းသားဖြစ်တည်မှုကိုတန်ဖိုးထားတဲ့အခြေခံစိတ်တွေကအရန်အားနည်းသေးတဲ့အခါမှာဒီဟာတွေကအဓိကစိန်ခေါ်ချက်ဖြစ်တယ်တကယ်လို့ကျွန်တော်တို့တော်လှန်ရေးကောင်းဆောင်အသီးသီးမှာကျွန်တော်တို့ရဲ့ Federal ရပိုင်ခွင့်တွေကျွန်တော်တို့ရဲ့ဒီ Federal ဆိုင်ရာအသိပညာတွေနောက်ပြီးတော့မှကျွန်တော်အမျိုးသားအဆင့်စုစည်းညွှန်ဖို့ကျွန်တော်တို့ချင်းပြည်ချင်းတိုင်းရင်းသားဖြစ်တည်မှုရဲ့စံတန်ဖိုးတွေကိုသိကြမယ်ဆိုဒီစပွဲဝိုင်းပေါ်ရောက်လာဖို့ကမခက်ခဲဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ချင်းအမျိုးသားဖြစ်တည်မှုစံတန်ဖိုးတွေကိုအဓိကအားလုံးကနှလုံးသားထဲမှာဒီနေ့ဒီအချိန်မှာထည့်သွင်းအလေးထားဖို့လိုအပ်တယ်ဒါလည်းဖြစ်ဒါလည်းကျွန်တော်တို့ရဲ့ဒီအဓိကကျွန်တော်တို့စိန်ခေါ်မှုဖြစ်တယ်အဓိကကျွန်တော်တို့အခက်ခဲဖြစ်တာကဒုတိယအခက်ခဲဖြစ်တာကကျွန်တော်တို့အသိတမိုင်းကပြီးခဲ့တဲ့မပြေလည်မှုတွေနော်ဥပမာဖြစ်မပြောပါတော့တဲ့ကျွန်တော်တို့လူမျိုးရေးမျိုးနယ်ရေးမပြေလည်မှုတွေတယောက်နဲ့တယောက်တမိုင်းကြောင်းကအသိတမိုင်းကပြိပက္ခတွေကိုဒီလက်ရှိကျွန်တော်တို့ရဲ့ချင်းပြည်တိဆောက်ရေးစပွဲဝိုင်းပေါ်မှာတည်ဆောင်လာတဲ့ကျွန်တော်တို့ရဲ့ emotion တွေကိုပယ်တတ်ဖို့လိုတယ်ဒီ emotion တွေကြောင့်လည်းပဲအခုချိန်မှာဥပမာဖြစ်ဟာခါမို့လို့ဖလမ်မို့လို့သူကဇိုတုံမို့လို့သူကတော့ကျွန်တော်တို့ဒီမတူမို့လို့ဆိုတဲ့လူမျိုးနွယ်စုဒီ travel ပေါ်မှာအခြေခံပြီးတော့မှရှေးရခင်ကဖြစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီအကျိုးသေးတွေကျွန်တော်တို့ရဲ့မပြေလည်မှုတွေကိုကျွန်တော်တို့အမျိုးသားတည်ဆောက်ရေးလမ်းစဉ်ပေါ်မှာသင်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီချက်မျိုးသားအဆင့်စံတန်ဖိုးတွေကိုရောက်ကြစေတဲ့စိန်ခေါ်မှုဖြစ်နေ
နောက်တစ်ချက်ကတော့ကျွန်တော်တို့အခုဟိုပေါ့စစ်ရေးတာလည်းအဓိကဖြစ်တယ်ဆိုတဲ့ခံယူချက်ပေါ့စစ်ရေးနဲ့နိုင်ငံရေးကိုဟန်ချက်ညီသွားမယ်ဆိုတာကိုလက်မခံတဲ့အဖွဲ့အစည်းတွေရှိတယ်စစ်ရေးအောင်နိုင်မှတာလည်းကျွန်တော်တို့တော်လှန်ရေးအောင်နိုင်မှတာလည်း Federal ဆိုတဲ့ကျွန်တော်တို့ရဲ့ရှင်းမျိုးသားရပိုင်ခွင့်တွေကိုပိုင်ပြဋ္ဌာန်းခွင့်တွေကျွန်တော်တို့ရရှိနိုင်မယ်ဆိုတဲ့အခြေခံခံယူချက်ဒီကလည်းပဲတစ်ဖက်ကနေကျွန်တော်တို့ဒီနိုင်ငံရေးစပွဲဝိုင်းပေါ်ကိုပြန်ရောက်ဖို့ဟန်တာဖြစ်စေတယ်အဓိကတော့သူတို့ရဲ့ဒီစစ်ရေးအောင်နိုင်မှတာလည်းဆိုတဲ့အခြေခံချက်တွေကဟန်ကန်တဲ့တလောက်ဟန်ကန်ပါသို့ပါတော့လည်းပဲခုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ချက်ချင်းလည်းအပေါ်မှာလက်ရှိအခြေအနေအရကျွန်တော်တို့ကြည့်ကြမယ်ဆိုရင်အခု9နှစ်တာအတွင်းမှာကျွန်တော်တို့ဒီချင်းပြည်သူလူထုကတော်တော်အတိဒုက္ခရောက်နေပါတယ်ဥပမာဖြင့်ပညာသင်ယူခွင့်ကျန်းမာရေးအခြေခံစောင့်ရှောက်ခွင့်လူသားချင်းစာနာမှုအထောက်အပံ့တွေရရှိမှုအခက်အခဲနောက်ကျွန်တော်တို့ရဲ့ဘေးကင်းလုံခြုံမှုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုအပိုင်းတွေကခုတည်းထိကျွန်တော်တို့ကချစ်ပြည်တော့မှာကောင်းမွန်တဲ့ဝန်ဆောင်မှုတွေမပေးနိုင်တာလည်းရှိတယ်ဒီဟာတွေပေါ်မှာလည်းဖြည့်ဆည်းဆောင်ရွက်ဖို့အပိုင်းမှာပြစ်ခွက်လာကြတဲ့အခါမှာပြည်သူလူထုရဲ့ဒီစိတ်ရှည်တိခံမှုအပိုင်းနေနဲ့တော်လေးကျွန်တော်တို့ကပြန်လည်တွေးခေါ်ရမယ့်အခြေအနေဖြစ်တယ်ဒါကြောင့်စစ်ရေးနဲ့နိုင်ငံရေးဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ဖို့အပိုင်းနေမှာလည်းပဲတစ်ဖက်တော့အဖွဲ့အစည်းတွေကစစ်ရေးတာလည်းအဓိကဖြစ်တယ်ဆိုတော့ခံယူချက်နဲ့စစ်ရေးနဲ့နိုင်ငံရေးစစ်ရေးနဲ့နိုင်ငံရေးကိုဟန်ချက်ညီကျွန်တော်တို့ဆောင်ရွက်ရမယ်ပေါ်ဆောင်ရမယ်ဆိုတဲ့ခံယူချက်နှစ်ခုကြားမှာဝိပါဒကွဲပြားမှုတွေရှိခဲ့တဲ့ဒီစိန်ခေါ်မှုတွေရှိပါတယ်ဒီဟာတွေကိုလည်းပဲကျွန်တော်တို့ကကောင်းမွန်စွာနားလည်သဘောပေါက်အောင်အားလုံးတော်လှန်ရေးကောင်းဆောင်အသီးသီးကအမျိုးသားအဆင့်ချင်းမျိုးသားအဆင့်ခံယူချက်ချင်းမျိုးသားဖြစ်တည်မှုစံတန်ဖိုးတွေကိုနောက်ကျွန်တော်တို့ Federal စံတန်ဖိုးတွေကိုနားလည်အောင်စနစ်တကျကျွန်တော်တို့ကလေ့လာဖို့စနစ်တကျခံယူတတ်ဖို့လိုအပ်တယ်ဆိုတာလေးပြောချင်ပါတယ်နောက်တစ်ချက်ကတော့ CNC လမ်းကြောင်းကတစ်ဆုံမှုကဘာကြောင့်ဖြစ်တယ်လဲဆိုတော့လက်ရှိအခြေအနေကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်29ဦးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမီဇိုရမ်အစိုးရဝန်ကြီးချုပ်ရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ဒီ CC ဘက်က29ဦး CBICC ဘက်က29ဦးဆိုတဲ့ကျွန်တော်တို့ရဲ့ဒီ drafting committee တော်၎င်းဒီကျွန်တော်တို့ဒီ CNC ပေါ်ပေါက်ရေးလုပ်ငန်းအဖွဲ့တော်၎င်းဖွဲ့စည်းဖို့ဆိုပြီးမှကျွန်တော်တို့ရှေ့မှာလေးကျွန်တော်ပြောပြပါပြီ29ဦးအမီစင်းကိုကျွန်တော်တို့ကအားလုံးစုဖွဲ့3ခုရဲ့ကိုစားပြုကိုယ်စားလှယ်တွေနဲ့စောင့်ဆိုင်နေတာဖြစ်ပါတယ်ဆိုတော့တို့စောင့်ဆိုင်နေစိတ်ကာလအတွင်းမှာသပွဲပိုင်းပေါ်ရောက်ရှိခါနီကာလအတွင်းမှာမလိုလားအပ်တဲ့လူမျိုးနယ်စုပြဿနာတွေပေါ်လာတယ်အားလုံးသိကြတဲ့အတိုင်းပဲဒီ recorder နဲ့ recorder ကိုတင်ပိုက်တဲ့ CNDF ကပေါင်းမှုရမ်recorder ကိုတွားရောက်တင်ပိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ CNC စပွဲဝိုင်းဟာရောက်လူရောက်ဆဲကလေးမှာပျက်စီးသွားခဲ့တာဖြစ်ပါတယ်ဒါကိုလည်းပဲကျွန်တော်တို့ negotiation team အနေနဲ့ last minute အထိ recorder တစ်ဖက်နဲ့တစ်ဖက်ကိုနိုင်ရေးစပွဲဝိုင်းပေါ်မှာကျွန်တော်တို့ဖြည့်ရှင်းကြမယ်တယောက်နဲ့တယောက်ဒီလက်နဲ့ကျွန်တော်တို့တိမ့်ပိုက်ခြင်းဟာတနည်းကြရင်ကျွန်တော်တို့ချင်းမျိုးသားဒီဆောင်ရေးတွေ့ဆောင်ရေးကျွန်တော်တို့စူစီရေးလမ်းစဉ်ကိုအဟံတာဖြစ်လိမ့်မယ်ပေါင်းစပ်နေနိုင်လမ်းစဉ်ကိုလည်းပဲကျွန်တော်တို့ဒီအဟံတာဖြစ်စေလိမ့်မယ်ရပ်တန့်စေလိမ့်မယ်ဒါကြောင့်မို့လို့ခေါင်းဆောင်များအနေနဲ့စစ်ရေးနဲ့မဖြည့်ရှင်းမဲနဲ့ကျွန်တော်တို့ဒီ CNC စပွဲဝိုင်းပေါ်မှာပဲဒီဟာတွေကိုတပါးတည်းဖြည့်ရှင်းလို့ရှိရင်ကောင်းမွန်တဲ့ရလဒ်တွေထုတ်မယ်ဒါကြောင့် last minute ထိဒီ recorder ကိုမသိမ့်ဖို့ခေါင်းဆောင်ချင်းဖုံးဆက်လို့တော်၎င်းတွေ့ဆုံရေးတော်၎င်းကျွန်တော်ကိုယ်တိုင်တားဆီးခဲ့သို့ပါတော့လေမရရှိခဲ့တဲ့အခါမှာသူတို့ရဲ့ဒီပြောဆိုသူတို့ရဲ့ဒီဆောင်ရွက်ချက်တွေက recorder ကိုတင်လိုက်တဲ့အခါမှာကျွန်တော် CNC စပွဲဝိုင်းဟာရပ်တန့်ပြီးပျက်စီးသွားတဲ့အခြေအနေမျိုးမှာဖြစ်ခဲ့ပါတယ်လို့အဓိကတော့ကျွန်တော်တို့ဖြစ်နိုင်တဲ့အလားအလာဖြစ်နိုင်မဲ့အလားအလာကိုကျွန်တော်ကြည့်မယ်ဆိုတော့ဆက်ပြီးကျွန်တော်တို့စူးစမ်းကြရမှာဖြစ်ပါတယ် CNC ဟာကျွန်တော်တို့ချင်းလူမျိုးတွေအားလုံးကမျှော်လင့်နေကြတယ်ဥပမာဖြင့်ဒီပါရောက်ဥပမာဖြင့်ကျွန်တော်တို့ဖေဖော်ဝါရီလ26ရက်နေ့မှာကျွန်တော်တို့လက်မှတ်ရေးထိုးနိုင်တယ် CNC ဆိုတဲ့ချင်း National Council အနေနဲ့ပြန်လည်စုစည်းကြမယ်ဆိုတဲ့သတင်းစကားကိုကျွန်တော်တို့ပါလိုက်နိုင်တဲ့အခါမှာချင်းလူမျိုးတွေအားလုံးဝန်တာအားရနဲ့ကြိုဆိုကြတယ်ဖြစ်မြောက်သွားရင်တော့ကျွန်တော်တို့ချင်းလူမျိုးတွေပြန်ပြီးတော့မှစီလုံးညီညွတ်ကြတော့မယ်ဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့စောင့်စားနေကြတာဖြစ်ပါတယ် CNC ရဲ့ message ဟာကျွန်တော်တို့မှာဖြစ်ပွားနေတဲ့ online ပေါ်မှာပေါ့အမုန်းစကားတွေကိုလည်းယောနေတန်တဲ့လောက်ယောနေသွားစီခဲ့ပါသူ့ပါတော့လည်းပဲ CNC ကိုကောင်းထည့်ပေါ်ဖို့အတွက်ကိုကျွန်တော်တို့ CC အနေနဲ့အဆင်သင့်ဖြစ်နေတယ်ကျွန်တော်တို့ဘလောက်အထိပြင်ဆင်ထားတယ်လဲဆိုရင်ကျွန်တော်တို့2023တော်လှန်ရေးကာလအခြေခံဥပဒေကိုလည်းကျွန်တော်တို့ထားခဲ့မယ်နောက်အခုဖွဲ့စည်းနေတဲ့ချင်းပြည်ဆိုရချင်းပြည်ကောင်စီကိုလည်း
reform အနေနဲ့ထားခဲ့မယ်ထားခဲ့ပြီးတော့ reform အနေနဲ့ကျွန်တော်တို့ CNC ပေါ်မှာယုံကြည်အားကိုးမှုအပြည့်နဲ့ယုံကြည်မှုအပြည့်နဲ့ကျွန်တော်တို့ပြန်ပြီးတည်ဆောက်မယ်ကျွန်တော်တို့ချင်းစုစည်းညီညွတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဖွဲ့စည်းပြီးသားဖွဲ့စည်းတွေကိုလည်းပဲကျွန်တော်တို့ပြန်ပြီးတော့မှreform ပြန်လုပ်နိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့အဆင်သင့်ဆောင်နေတာဖြစ်ပါတယ်သို့ပါတော့လည်းပဲတစ်ဖက်ဖွဲ့စည်းကစပွဲဝိုင်းပေါ်မရောက်လာတဲ့အခါမှာကျွန်တော်တို့ဟာသူတို့ဖက်မှာဘာ demand ရှိတယ်လဲသူတို့ရဲ့မလိုလားချက်တွေကဘာရှိတယ်လဲဆိုတော့ဒီနေ့ဒီစပွဲဝိုင်းပေါ်မှာဖွင့်ဟာပြီးပြောဆိုလာတာမရှိတဲ့အခါမှာချင်းမျိုးသားတည်ဆောက်ရေးမှာတော်တော်လေးကျွန်တော်တို့ကချင်းပြည်စုစည်းညီညွတ်ရေးမှာတော်တော်လေးကျွန်တော်တို့အခက်အခဲတွေ့ပါတယ်ကျွန်တော်တို့ဖက်ကဒီလောက်အထိလိုက်လျောပြီးတော့မှကျွန်တော်တို့ဖက်ကနဲ့ဒီလောက်အထိကျွန်တော်တို့ကပြင်ဆင်ပြီးတော့မှအလုံးစုံလိုက်လျောပြီးကျွန်တော်တို့စုစည်းညီညွတ်ဖို့ကိုကျွန်တော်တို့စောင့်နေတဲ့အခါမှာတစ်ဖက်ဖွဲ့စည်းမရောက်လာတဲ့အခါမှာကျွန်တော်တို့ဘာဆက်လုပ်ရမလဲအားလုံးကစဉ်းစားဖို့လိုဒါလည်းပဲကျွန်တော် CC အဆက်မှာဒီ CNC ကိုပေါ်ပေါက်လာဖို့အတွက်ကိုလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဒီသဘောတူညီချက်ရရှိခဲ့တာမဟုတ်ဘူးယုံကြည်မှုတွေရှိခဲ့တယ်အများကြီးကျွန်တော်တို့ချီလွန်းလို့ဆိုတာထက်ဒီစုစည်းဖို့အတွက်မှာခက်ခဲတွေများစွာကိုကြော်ဖြတ်ပြီးတော့မှဆွေးနွေးမှုတွေနှိမ့်နှိုင်းမှုတွေများစွာရဲ့သဘောထားတွေကိုရယူပြီးတော့မှ CNC ဘက်ကိုကျွန်တော်တို့ချင်းကပ်ကြတာဖြစ်တယ်။သို့ပါတော့လည်းပဲကျွန်တော်တို့မှာအဆင်သင့်ဖြစ်နေပါရဲ့ဒါနဲ့တစ်ဖက်ဖွဲ့စည်းကဒီစပွဲဝိုင်းကိုဘာဖြစ်လို့မလာချင်ရတာလဲ။ဥပမာဖြင့်ကျွန်တော်တို့ချက်လူမျိုးတွေလက်ရှိအခြေအနေရလူဦးရေဘယ်လောက်ရှိလဲ။၄သိန်းကျော်ထားပါတော့အခုဆိုလို့ရှိရင်စပီးရှောင်းနဲ့ပါလဲဘယ်လောက်ကြာမလဲ။ဆိုတော့ဒီလူဦးရေနည်းနည်းလေးမှာကျွန်တော်တို့ကကိုယ့်နေရာကိုကိုယ့်ဒေတာကိုနဲ့ကျွန်တော်တို့ရေရှည်နေနိုင်ပါမလား။ဒါတွေကိုခေါင်းဆောင်များအသီးသီးနေနဲ့တွေးခေါ်တတ်ကြဖို့ဒီအဟန်သားတွေကကျွန်တော်တို့ကကိုယ်တိုင်ကဖြည့်ရှင်းမှရဥမာဖြင့်စပွဲဝိုင်းပေါ်မတွေ့ဆုံနိုင်သေးတဲ့ကျွန်တော်တို့ဒီစည်ရင်းနဲ့ဥမာဖြင့်တစုတစ်ဖွဲ့နဲ့တစုတစ်ဖွဲ့စည်ရင်းနဲ့ဖြည့်ရှင်းမယ်ဒါရမလားမရပါဘူးရှင်းပြောလို့ရှိရင်စပွဲဝိုင်းပေါ်မှာပဲနိုင်ငံရေးရအမျိုးသားတည်ဆောက်ရေးလမ်းစဉ်ကိုကျွန်တော်တို့ချင်းပြည်ချင်းလေးကိုဘယ်လိုတည်ဆောက်မလဲဘယ်လိုနယ်မြေတွေကိုပိုင်းခြားမလဲဆိုတာကိုစပွဲဝိုင်းပေါ်မှာCP ဘက်ကဘာလို့ချင်တယ်လဲ ICNCC ဘက်ကဘာလို့ချင်တယ်လဲကျွန်တော် CC ဘက်ကကောဘာတွေများကျွန်တော်တို့အလျှော်တင်းလုပ်မလဲဘာတွေကိုကျွန်တော်တို့ဘုံသဘောထားဘုံသဘောတူညီချက်တွေရယူမလဲဆိုတာကစပွဲပေါ်မှာပဲအဖြေရှိလက်နဲ့ဟာအဖြေမဟုတ်ပါဘူးလက်နဲ့ဟာအဖြေဆိုတဲ့ခံယူချက်ကြောင့်ကျွန်တော်တို့မြန်မာပြည်ကြီးဟာနှစ်ပေါင်း80ကျော်ကြာအာဏာသိမ်းဖြစ်စဉ်ပေါင်းများစွာနဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်ဟာအခုလိုခစ်ဆိုးစနစ်ဆိုပြည်သူလူထုတိဒုက္ခများစွာနဲ့ကျွန်တော်ဒုက္ခရောက်ခဲ့ကြဒီဟာမျိုးကိုကျွန်တော်တို့ချင်းသမိုင်းမှာချင်းလူမျိုးလူငယ်တွေကိုကျွန်တော်မျိုးဆက်တွေကိုထပ်ပြီးတော့မှကျွန်တော်တို့အမွေပေးကြမလားပြန်စဉ်းစားဖို့လိုပါကောင်းဆောင်တည်တည်ပြန်စဉ်းစားပါကျွန်တော်တို့နိုင်ငံရေးအရာဖြေရှာလို့ရပါရဲ့ဒါနဲ့လက်နဲ့တာလင် March is right လက်နဲ့တာလင်ကျွန်တော်တို့ရဲ့အဖြေဖြစ်တယ်တနပ်ပြောင်းဝမှာအာဏာရှိတယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကအများကျင့်သုံးမိနေပြီလားလို့ပြန်သုံးတတ်ဖို့အခုချိန်မှာကျွန်တော်တို့ချင်းပြည်ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဒီအခြေခံမူပုံမှန်30မှာအတီးလက်ပေါ်ပြပြီးသားဖြစ်ပါတယ်ကျွန်တော်ချင်းပြည်ချင်းလင်းမှာရှိနေတဲ့ဒေါ်လာဖွဲ့တပ်ဖွဲ့တွေအားလုံးဟာချင်းပြည်ချင်းလင်းအစိုးရဖွဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့တိုက်ရိုက်ကြီးတက်ကိုကိုက်မှုအောက်မှာထားရှိသည်ဆိုပြီးမှကျွန်တော်တို့ကအတဲလင်းရေးထားပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်ကြီးနှစ်ပေါင်း80ကျော်ကြာဖက်စနစ်တွေပြဆိုးနေတဲ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့မျိုးဆက်တွေကိုကျွန်တော်ပြန်စဉ်းစားကြည့်ရအောင်စစ်တပ်ဟာအယတာအုပ်ချုပ်မှုအောက်မှာမရှိတဲ့အတွက်ပြည်သူလူထုရဲ့ခေါင်းပေါ်မှာတက်ထိုင်တဲ့အတွက်ဒီနေ့ကျွန်တော်တို့ဒီအာဏာသိမ်းမှုပေါင်းများစွာနဲ့ခေတ်ဆိုးစနစ်ဆိုးကိုရင်ဆိုင်ခဲ့ကြပြီ။ကျွန်တော်ချင်းပြည်မှာကောလက်နဲ့အုံမိုးပြီးတော့မှကျွန်တော်တို့ချင်းပြည်သူလူထုကိုကျွန်တော်တို့ကချင်းချောက်ပြီးတော့မှအုပ်ချုပ်ကြတော့မှာ။ကျွန်တော်တို့ရဲ့တော်လှန်ရေးအားဒီမှာရည်မှန်းချက်ကပါလဲစစ်ကောင်စီပြုတ်ကျယုံတက်ပဲလားကျွန်တော်တို့ချင်းပြည်တည်ဆောက်ရေးကိုမပါတော့ဘူးလားချင်းမျိုးသားစုစည်းညီညွတ်ရေးကိုမပါတော့ဘူးလားလို့ကျွန်တော်မေးခွန်းထုတ်တယ်ဆိုတော့ဒီချင်းမျိုးသားတည်ဆောက်ရေးချင်းပြည်တည်ဆောက်ရေးမှာနိုင်ငံရေးနဲ့ကျွန်တော်တို့ပြင်ဆင်မှုကောင်းကောင်းမလုပ်ဆောင်နိုင်ဘူးဆိုရင်ကျွန်တော်တို့ချင်းပြည်ရဲ့တော်လှန်ရေးအမှတ်ချက်ဖြစ်တဲ့ပြည်ထောင်စုတော်လကောင်း Confederate တော်လကောင်းကျွန်တော်တို့ရဲ့တည်ဆောက်မှုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တော်လကောင်းကျွန်တော်ဖော်ဆောင်တဲ့နေရာမှာတကယ်တမ်းတော့ထိထိရောက်ရောက်နဲ့ကျွန်တော်တို့ချက်ပြည်သူလူထုကိုကာကွယ်ပေးနိုင်ပါမလားပြန်စဉ်းစားဖို့ကောင်းဆောင်များလိုအပ်ပါတယ်ဒါကြောင့်နိုင်ငံရေးဟာလည်းအဖြေဖြစ်တယ်လို့စစ်ရေးဟာလည်းအဖြေဖြစ်ပါတယ်စစ်ရေးနဲ့နိုင်ငံရေးဟန်ချက်ညီဖို့က
အားလုံးကောင်းဆောင်တီးတီးကစဉ်းစားကြဖို့လိုတယ်ဒါကြောင့်ဒီချိန်ဒီကာလမှာကိုယ့်ရဲ့ပုဂ္ဂိုလ်ကြီး emotion ကိုယ်ဒေတာဆွဲတွေထက်ချက်မျိုးသားတိဆောက်ရေးချက်မျိုးသားဖြစ်တည်မှုစံတန်ဖိုးတွေကိုသူချင်းစီကနားလည်ပြီးတော့မှဒီချက်မျိုးသားဖြစ်တည်မှုစံတန်ဖိုးကိုလိုက်နာဖို့ကျွန်တော်တို့ဒီချက်မျိုးသားတိဆောက်ရေးဟာကျွန်တော်တို့ကောင်းဆောင်တီးတီးရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့နှလုံးသားနဲ့ဆက်ပြီးတော့မှရှေ့ဆက်ကြဖို့လိုအပ်တယ်ဒီနေ့အချိန်ဟာအရင်ရေးကြည့်ပါဒါကြောင့်ဒီရှေ့ဆက်ပြီးတော့မှကျွန်တော်တို့ကောင်းတဲ့ပေါ်နေတယ်ဒီ negotiation team leader အနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့မှသွားနေတယ်တခြားသောအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးအခြားသောလမ်းကြောင်းတွေနဲ့လည်းကျွန်တော်တို့ကတွေ့ဆုံနိုင်ဖို့ဆက်ပြီးစူးစမ်းနေတယ်ခက်ခဲပေါင်းများစွာတော့ရှိတာပေါ့နော်စိတ်ရှည်ပြီးခံပြီးတော့မှပြည်သူလူထုကလည်းပံ့ပိုးညီပေးဖို့လိုအပ်တယ်ဒီဘိုင်းမှာရှေ့ဆက်ကျွန်တော်တို့ဒီ CNC လမ်းကြောင်းဟာချင်းတစ်မျိုးသားလုံးစုစည်းနိုင်ဖို့နောက်ဆုံးထောက်ပေါက်ပြတ်တယ်ဆိုတော့ခံယူချက်နဲ့ဒီလိုမှရှိတဲ့ချင်းလူမျိုးတွေတော်၎င်းဒီပမှာရှိနေတဲ့ supporter တွေတော်၎င်းခံယူဖို့လိုတယ်ဒီမှာချင်းလူမျိုးတွေရဲ့ဒီနောက်ဆုံးသောထောက်ပေါက်စုစည်းနိုင်မဲ့ထောက်ပေါက်ဟာ CNC ဖြစ်တယ်။ဘာကြောင့်ဒါကိုပြောနိုင်တာလဲဆိုတော့ဒီပြင်မှာရှိနေတဲ့သူတွေကလည်းဒီ CNC ကိုပေါ်ပေါက်ဖို့အားကိုးနေကြတယ်။ညှော်လင့်နေကြတယ်။ခုချိန်မှာဒီလောက်ပုံစံမျိုးနဲ့ရပ်တန့်နေပေမဲ့ဆက်ပြီးတော့မှကျွန်တော်တို့အနေနဲ့ဒီချင်းအမျိုးသားကောင်စီနဲ့အဆင့်ကျွန်တော်တို့ပြန်လည်စုစည်းနိုင်ဖို့ကိုဆက်စူးစမ်းဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်ဆိုတာထပ်ပြောချင်တယ်။တော့မဖြစ်နိုင်ရင်တော့အခြားနည်းလမ်းရှိသလားကျွန်တော်တို့အခြားနည်းလမ်းဆိုပြီးမှကျွန်တော်တို့တောခဲ့ကြပြီးပြီ ICNCC တုန်းကလည်းကျွန်တော်တို့ဒါ reform လုပ်ဖို့ CC အနေနဲ့ကျွန်တော်လာခဲ့ပြီးပြီ CC ဆိုတာလည်းကျွန်တော်တို့ကတိကျဖွဲ့စည်းလာဖို့သွားတာမဟုတ်ဘူးကျွန်တော်တို့ဒီဥမာအဖြစ်ကျွန်တော် MP စုဖွဲ့အနေနဲ့တော်လကောင်းဒီ CNF အစုဖွဲ့အနေနဲ့ URO အနေနဲ့တော်လကောင်းဒီစုဖွဲ့နှစ်ဖွဲ့အနေနဲ့ကျွန်တော်တို့ကICNCC ကိုဥဆောင်ပြီးဖွဲ့စည်းခဲ့ကြပေမဲ့ကိုစားပြုမှုပြဿနာတွေနဲ့ချင်းပြည်ကိုစားပြုနိုင်တဲ့အခင်းချင်းမှာကဏ္ဍဆောင်ပါဝင်မှုအပိုင်းတွေတော်၎င်းနောက် data ဆောင်ပါဝင်မှုအပိုင်းတွေတော်၎င်းကျွန်တော်တို့ပြန်စဉ်းစားပြီးတော့မှပို့ပြီးတော့မှကောင်းမွန်တဲ့စုစည်းမှုကိုရရှိဖို့ CC ချင်းလင်းကောင်စီပေါ်ပေါက်ဖို့အတွက်ကိုကျွန်တော်စူးစမ်းခဲ့ကြပေမဲ့မလိုလားအပ်တဲ့ပုဂ္ဂိုလ်ရေးတစုတစ်ဖွဲ့ရဲ့ပုဂ္ဂိုလ်ရေးသမိုင်းကြောင်းကအညိုးအသေးတွေတဲဆောင်လာပြီးတော့မှချင်းမျိုးသားစုစည်းညီညွတ်ရေးကိုပစ္စည်းစေခဲ့ပြီးဒါလည်းသင်ခန်းစာဖြစ်နေကျွန်တော်ယူဖို့ကောင်းတယ်နောက်လက်နက်ကင်ဖွဲ့စည်းတဲ့အားလုံးအစုစည်းညီညွတ်ဖို့လည်းပဲဒီ CJDC ကိစ္စရတဲ့ပတ်သက်ပြီး CJDC ပေါ်ပေါက်လာဖို့အတွက်လည်းပဲလက်နက်ကင်ဖွဲ့စည်းတွေစုဖွဲ့ဖို့ကျွန်တော်တို့ဆောင်ရွက်ခဲ့ပြီးဒါလည်းမအောင်မြင်ခဲ့ဘူးဒါလည်းသင်ခန်းစာအနေနဲ့ကျွန်တော်တို့ကယူဖို့ကောင်းတယ်ဆိုတော့အခုချိန်မှာ CNC လမ်းကြောင်းကမဖြစ်မနေဆောင်ရွက်မှမယ်လမ်းကြောင်းဖြစ်တယ်ကျွန်တော်မှာချင်တာကတော့ဒီလိုပြည်ပမှာရှိနေတဲ့သူတွေရဲ့အမုန်းစကားပေါ့မြေပြင်လက်ရှိအခြေအနေမှာကိုပို့ပြီးဆိုးရွားစေတဲ့အမုန်းစကားတွေကကျွန်တော်ချင်းပြည်လူမျိုးတွေကိုပို့ကွဲပြားစေတခြားသောတိုင်းရင်းသားတွေအားလုံးကြည့်ကြပါတခြားသောတိုင်းရင်းသားများသည်ဘယ်သူမှ online ပေါ်မှာအဲ့လောက်စကားပြောတဲ့သူတွေမရှိဘူးတယောက်နဲ့တယောက်တိုက်ခိုက်တဲ့သူလည်းမရှိဘူးเนาะဘယ်မှာပဲကြည့်ဒေါ်လာရေးတော့လုပ်နေကြတယ်အချင်းချင်းတိုက်ခိုက်ကြတဲ့သူတွေရှိသလားမရှိဘူးကျွန်တော် online ကိုဖွင့်လိုက်တာနဲ့ကျွန်တော်ချင်းလူမျိုးတွေတယောက်နဲ့တယောက်ဆဲဆိုပုတ်ခတ်ပြီးတော့မှပြောနေတာပဲကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးဖြစ်တည်မှုကကျွန်တော်တို့ရဲ့ပေါ့ national what ကဟောလေအောက်ချင်းငယ်လေတက်စာဆိုတဲ့ဟာကိုခြေပြုတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တက်စာဆိုတာကိုမေခွန်းထုတ်เสียဖြစ်တယ်ကျွန်တော်တို့ရဲ့ချင်းလူမျိုးရဲ့ identity ကိုတကယ်ပျက်စီးစေကြပြီလားเนาะကျွန်တော်တို့ရဲ့အမျိုးသားဖြစ်တည်မှုတက်စာရှိတယ်ကျွန်တော်တို့ရဲ့လူမျိုးပေါ်မှာတန်ဖိုးထားတယ်ဆိုတဲ့ကျွန်တော်တို့ရဲ့စံတန်ဖိုးတွေကဒီတော်လိုင်းရဲ့နောက်ပိုင်းမှာတော်တော်လေးရော့ကျလာပြီးတော့မှကျွန်တော်တို့ချစ်ဖွယ်လိတကယ်ကိုရှစ်เสียဖြစ်ကျွန်တော်တို့မြင်လာရတယ်ဒါတွေကိုလည်းပဲပြည်တွင်းပြည်ပမှာရှိနေတဲ့ချင်းလူမျိုးတွေအနေနဲ့ကိုယ့်ရဲ့လူမျိုးကိုတန်ဖိုးထားတယ်ဆိုရင်ချင်းလူမျိုးချစ်တည်မှုရဲ့စံတန်ဖိုးတွေကိုကိုယ်တိုင်ကတန်ဖိုးထားဖို့လိုအပ်ဒါကြောင့်အမုန်းစကားတွေ online ပေါ်မှာကျွန်တော်တို့အပြေမရှိဘူး online ပေါ်မှာကျွန်တော်တို့ရဲ့အမျိုးသားတည်ဆောက်ရေးကိုလုပ်လို့မရဘူးเนาะဒီမှာကျွန်တော်စပွဲဝိုင်းပေါ်မှာပဲကျွန်တော်တို့အပြေရှာလို့ရတယ်ဒါကြောင့် CNC ဖြစ်တည်မှုစပွဲဝိုင်းပေါ်ကိုမရောက်အောင်ပို့ဖို့လိုတယ်တစုတစ်ဖွဲ့ကအလည်းချင်းပြည်ကိုဥဆောင်လို့မရဘူးတစုတစ်ဖွဲ့ကဥဆောင်နိုင်တဲ့အခွင့်အလမ်းလည်းမရှိဘူးမရှိတဲ့အခါမှာအခုချိန်မှာချင်းပြည်မှာအဓိကလိုအပ်တာဒီ CNC ပေါ်ပေါက်ရေးကိုဒီလုံးပြည်ပမှာရှိနေတဲ့ချင်းတမျိုးသားလုံးကနေပြီးတော့မှတွန်းပို့ပေးဖို့လိုအပ်ပါတယ်လို့နောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ရဲ့ချင်းအမျိုးသားဖြစ်တည်မှုစံတန်ဖိုးတွေကိုတန်ဖိုးထားဖို့လိုတယ်ကျ
ကျွန်တော်တို့ရဲ့ပြောဆိုချက်တွေကျွန်တော်တို့ရဲ့အမုန်းစကားတွေကြောင့်ကျွန်တော်တို့ချက်လူမျိုးဖြစ်တည်မှုစံတန်ဖိုးတွေကိုပြည့်ရွှန်းစေတဲ့သူတွေမဖြစ်ဖို့ကောင်းဆောင်အသီးသီးကဆင်ခြင်ကြဖို့သတိထားကြဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ချင်းပြည်ချင်းလင်းကောင်စီရဲ့အဓိကမဟာဗျူဟာဖြစ်တဲ့အတိုင်းမဟာဗျူဟာရည်မှန်းချက်အတိုင်းစစ်ရေးနဲ့နိုင်ငံရေးကိုဟန်ချစ်ညီတဲ့မဟာဗျူဟာကြကျွန်တော်ဆောင်ရွက်နိုင်မှသာလေချင်းပြည်ဆောက်ရေးချင်းမျိုးသားတည်ဆောက်ရေးနဲ့ကျွန်တော်တို့ရဲ့ပြည်ထောင်စုတည်ဆောက်ရေးပေါ်မှာချင်းလူမျိုးရဲ့ဂုဏ်သိက္ခာနဲ့ကျွန်တော်တို့ရဲ့ချင်းလူမျိုးရဲ့ပါဝင်မှုချင်းလူမျိုးရဲ့စွမ်းဆောင်ရည်ကိုပြသနိုင်မှာဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင် ကျေးဇူးအများကြီးတင်ပါတယ်မဲခွန်းဟိုခြေတဝင်းနဲ့ဆင်းရှင်းလင်းလင်းဖြေချပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်တေးစိတော့ဘာသာပြန်ချင်းတိတ်မရတော့ဘူးနဲ့တူတယ်ခါရညမှာပေါ့ဒီကျွန်တော်ဒီချင်းလို့နဲ့အဲ့ဒီအကြောင်းကိုတော်တော်လေးပြောဖြစ်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်အဲ့ဒီဟိုသူဘာသာမပြန်တော့ပါဘူးတခုပဲခုနပြောတော့တဲ့ဒီကြားထဲမှာဒီတစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာအမုန်းစကားတွေပေါ့ hate speech တွေပေါ့ခုနဒေါက်တာရှရွန်ပြောသလိုအဲ့ဒါတော်တော်လေးကိုဒီကျွန်တော်တို့ချင်းပြည်သူကြားထဲမှာတော်တော်လေးကိုဒုက္ခပေးတဲ့ဟိုဘာမှမဟုတ်တဲ့ဒီ hate speech ဒီပြောတဲ့အားနဲ့ဒီခေါင်းဆောင်ပိုင်းကိုတော်တော်လေးကိုဒုက္ခပေးတယ်ဆိုတော့ကျွန်တော်မြင်တာတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ရှောင်ရှားဖို့လေအဲ့ဒါတော့ကျွန်တော်တို့ဒီဘာလုံးဖေးစားလဲကျွန်တော်လည်းပြောချင်တယ်စေအမေပီကနေ people นี่ตัวเสียกันช่วยตรงนั้นมันชิมมีค่ะเลี้ยมันเลี้ยออกตรงค่ะมันสาวปะจังเลยค่ะกันมันเทปะก็เลยแต่ก็ตีจานน้องตรงกันใช้ชิมเขาจะขึ้นจานก็ละก็ตัวก็ละกี่ใจตัวนั้นก็ต้องไอ้เข็นโลมินี่กันลงอมเบียดีเรียมลักกี้หัวใจตักมีคัดเลยวันชิมบักทินอันทินหันจอดดึงมีโปลลองเตะค่ะกันชิมเตะก็เข็นนู่นเลยว่ามันขี้มันตุกันชิมกันจนได้ติดมันอินชุมขาดขี้อีโดดโคเสแล้วฟ้าเลยจงขี้อันงำแล้วอินชุมอ่ะเข็นขอสักโคจงเสแล้วle kha inchung khardong khaban tukki bia ke asuk kan suktar na sia kan chun de tik ma idot kho khastila ju ja chun atu leo kan dir ma chun thiam he nam he kan dir leo sa phone le ke ban tuk bia kan chimmi ke do thena te na nga ding cha hen chun ki don khan tu cham tak bak ka ko poison ban tuk ki sei ban tuk bak ka se chu ja hi chu ho po ni ke la bang ju ke tiจนว่าคิดเรามียูนิฟอร์มได้แต่ละทุกเรามีที่จะออนไลน์เห็นฮอลบักที่เราสิที่เป็นการดาวกันดาวถนัดอีทักบักที่เราสิที่มันให้กิจก็ดูที่เราจนอาการเราถูกจังตัวเฮเต้นหนักเลยสิเราหัวเรียกันปีทัดชินตัวลองเตียนเส้นเส้นให้ที่จุกันได้สุ่มเจียวเดี๋ยวหาวกูที่เกี่ยมาปุ่มป่าจอนให้จอนเตียนชิมก็ดูไงมีเสียเลยดร.ชรันค่ะจันนั่นมันในที่เราเลยผู้วันมันให้ดูดูมีนั่นนี่มั้งดร.ชรันค่ะก็วันพิลพัฒนาวันชิมสังเขาใจเราอาจจะทางใจจันนินดานั่นหลากหลายที่มีค่าแหละชารอนิกาวันกันชิมสังพักจะกับพิลเสียเลยเสียตัวไหนนั่นมันชิมมีคันเสียพันเก้าไงถึงกับคันงูที่สาวนอนปีที่ไปจานตรงนั้นเป็นกันเปียกทันทีละเลยเก่าตรงนั้นไม่ของเก่าที่เงินดำหนักเลยของเก่าที่ตู้จูมีอีทบมีโจอีทบบุญหนักเลยกับรองและตุย emergency ท่องทางรองเช่นเชื่อเขาจะกันรวนเขาจะตัวเห็น health department นี่โม emergency ไอเทียมมีเลยas well ตุกมีโพลอะไรก็จะขึ้นตู้ทางรองขึ้นมีทำนั่นจวงอาจารย์กำคัดเลยที่เขาปีอินรัมประคัดไปบรรทุกปัก institution บรรทุกขัน ministry ประคัดบรรทุกเรียนนั่นนักตัวหนึ่งเตียงขันมีปีนี้เห็นมีปีที่ลงขันนั้นเขาเล่าตัวคือเตียงกันเห็นหูเปียกเขาหน้าเล่านั่นเรียนตัวมีรักเรียนตกตรงมีปีนี้ก็เห็นผู้มิ่งนานเลยถ้าจังเปียกนั่นสีดึงหนึ่งมีที่ไอไก่เราตุกไอ balance เราตุกตึกขันที่ส่วนที่จุดนั้นมาเลยกับขันตุยนั่นนั่นเป็นเว็บไซต์นั่นเป็นตาลมีสองขาเขามันก็มันก็ใช้เราจมูกขาตัวก็เป็นเจ้าเลยคือขันนั้นหลักเดียวเขาตัวนั้นจะมีเว็บเด็กขันตั้มปีขานั่นเว็บไซต์ขันนั้นรักเขานั่นเพจของขันนั้นรักเขาสินะขันก็บันทุกปอลบันนี้ไทยตลอดขันจนกันไทยตักเล่าตัวสิบวันที่หน้าตัวยาวดีมันน่ะที่อินเดียกันฟ้าเลยเสียงไกล
ด็อกเตอร์ใกล้โคมินันจ่ออันเซนฮัลโหลจู่ขมันดุขโมอันเซนใกล้ตักอันเซนฮัลโหลตัวไอโซทองรังมิโซรามันควอลิฟายก็ไหนน์ค่ะรำดังมีอันสินานี่ขันปรมาเปียกเราเตะเสียงใกล้หนักโนลตักอันเป็นฮัลโหลจ่อขมันดุตาตัวนั้นมาเนี่ยมันตัวมิโซอันใกล้โคขันจนอัฐาตุกดึงมีกเสียแล้วขมันดุโพลเตะค่ะตัวเลี้ยวเดียวมันกันมิโนโพลกุมดีกุมงาชงไว้วันนี้เสียงใกล้ดึงมีใกล้เราหัวไอ้อันมีอภัยตักมีปีตรงนี้ที่จูกี่โคตรมีนจุนให้การกันฟ้าเลยนี่คัดเสียงไกลลงมันอนุลปากันบุยบักจมูกอัตุยฟ้าเลยจะจองเลี้ยวมีกุมขวาสิมีกุมดีกุมงาเสียงไกลที่โดนมีที่จูอภัยตักก็สักเอาแล้วจูจนขบันตุกนั่นมันตัวมีกวางเก่าค่ะวันเทจงก็มันเดี๋ยวตุค่ะนาร์ซิงจงค่ะนั่นเป็นติโลโมอัตุยเฮติกเอาสโลกีวันสวยโมงานเอาในตำหนักเว้ยว่ากีติลโมmaka wen sway kan tila mo maka le nurse le doctor program hinan nei chang tin dak sit du kha man chim mi kha kong kap tom palte man kan chim than tari lo ti kha ga Sharon da chim lai te ya kalung a hong chua ka phil mi ka van thai than na van kan chim mi mi thi kan kar ngai na van ti mi a khan kalung a van ka sok tu ke mo maka zaitin da aran kho chungin ka kha zaitin da mi pi he kan bom kho ni nga si lai phai sa ma kan baw to atu kan dir mun chu abaw mi cha atam leng luang kho chu cha chun ma kha zaitin da kha kan thum kho deuh lai ti mi kha naru ana khong kan chim chi lo chun atu siang kai nak na van ti mi a khan lai ram chu azalong ri lo na in keti aman chak pi chu nai ngan ro ram pakhat bantuk dir huna kan mui sam pi nam van kan thlen tin ka mu e khat lai kamin ngai chiat laka kavan lom tak se makhate kha kavanin hong kan ro lo ti kha kavanin du mi se ero apakat na ha kan on mi program min kha diploma in nursing and midwifery te se le diploma se nan kumthum course le once way ti mi ki midwife kan rakti mi na ke se le midwife long se lo nursing jong atel cha khan a portion kha pani ning ke se le nursing and midwifery kan te le kumthum an kai la chun an ma pol he an asan liwa khan chun sejung dewa an rakchi an ha kan tela cho le tu cho sejung long sa lawin khan community health center kan timi pola mo khoti mi cha mai thana po dong kan cha ko kan izwam chun atu second batch application he July ta te fasa kan phi chang le atu he selection process kan thok leo se an ma an submit ni po vel ti kan zawla kan zawdin khan Ministry of Education ne khan verify kan to apyak la an certificate pola dik lo khamo le ma di nuin khan interview le written examination kan to athan tin ha lai chu di nu long a khan November 2025 second batch top coding in mo ma kha kan ni tin nak si ti te kha to tin man chim ka du chun tunai pu van nam van chim mi kha le de si ti chun maternal mortality kan ti bi se maternal death pol mo now poi le chang ka in now na di nu ni som li len hi chung e thi mi pol ha avan kar tok mi kha se le zai tin da kan thum ko lai ti a chun thum nak ting he tam pi apakhat nak cho an ma ni accessible kan ti mi te health service kan ti mi chamai sang sang mu pol ho jong mi rang ho jong chu di ko se te lai ho lin hin ting ten ka thai ve lo cha mo le zau khen an hau liu cha na han zau khen kho na hun ma le thil ri le chamai wun than kan nei hau le tu an pakhat mani kan tlam tin kho lo chu bina indirect cost kan ti mi zai de pol da si ti chun zau khen kho na ma ding cha aponga chamai thana lo ma khan chamai thana avakal kho na ha ding cha khan support atu tangka te chun nu la pa la chung khar sro ne khan bom chan na hau bana bia chiu ni chun an yaw khama ne mo an chung la pol ne salo la awa ne kal haw lo chu anai kho ko la ti an ti ruanga khan kal kho na chan anai ko nain akal man lo chi mi zong an chun a cheu cho kal an du tu ko nan lam arong lam achim te
motor lo ti ban tuk cycle lo ti ban tuk ruanga kal kholo mian chun chamai thana an nei na siama an har lo a chiam mian lo lema te ka zai kan tela referral te asan deuh na kan kalter kan ti te ka kal kho lawin tan man lawin thi mi don le delay pathum kan te ma maternal death a hen mo delay khat nak soi de si sia chun delay 1 2 3 kan sao tok swal la ka cha chim min ha ka lo swal la lama delay 1 2 3 kan tu nai ka chim mi vel de kha tel di health center ma lo chun a ko bua facility chung mi thil report ma ching lo te chun chamai wun than ma lo chamai wun than a mi ni khan a thiam lo mo ti ban tu pol a thiam ko nan si nei lo ma ti ban tu vel de kha tel di chun zai kan tel izau khen na ha ding cha avakal khu na ka bom chan tu te ma pol kha num lo ma ti mi bo vel te kha zau di haw le thum du a chun ma pol vel te kha tu a di haw le ma rong ha tu we kan ma ministry of health ne kan ti mi cho chamai wun tham moi thok chin kan ti mi human resource generation mo tu nai be tu nas pol a tharin training kan pe mi na pol atel a thar kan out min ha po zong kha atel sun CLI a si kho to kan pe na kan ti mi zong kha atel chon community health center expansion kan to ala kan ti mi zong kha tel chun akan bom chan khau to NGO mo ramdang lai lai mi salo mi international organization zong he chat bob kan hal mi na chum khase lema vial te a khan hun khat pau kha chun ani tel khau di kan ni bom khau di ki mi te kha toina ten man chim ka do se cái nom tuk sia chun via ngan tam nak le kong kau hi chamam te in zan khat ve ka dak chan ram changa kan man chai than na lai hi chu kan ni thei tar deuh kha haw le mi pi le kap chong se chun kha ga le program te jong se kha tha jang chu du le kap chong se nan ma le program jong se kha kan ni thei ton a ban her ngai mi se le si kan chan man kal pa chu ma chang le si tu zan kan dong na le ka man kal chang ko lai thai zan kha pu kho ok lian pu kho ok lian rak thu lai le chun ki ve kan chin council ken wan chi pakhat khat bikin asiko chun an ma si na play deuh khan chu kho khat chu kan man yom lai chen ti da kan no te ha anh em lu tuk le lai na tha ti ha tak mo chu thai lan kong ka se la se adong na ka no sung ne hu no sung ne be ska bo pyo chin na she cha lai men yo go pian pro chin ne pe chin ne na pi miak bia ku ne ding ya si sing go pe bu le ja ku na adong na kan khar piak te la okay အားလုံးဘာလို့ဖွဲ့သားတွေအားလုံးကိုကျေးဇူးတင်ကြောင်းဖတ်ပြီးပြောလို့ခမင်းကာလလေးနဲ့ကျော်9နှစ်ကာလအတွင်းမှာချင်းလူမျိုးတွေဘက်ကရက်တည်ပြီးတော့မှချင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ရမုံရှာဖွေမှုအပိုင်းမှာတော့ကောင်းချင်းမျိုးသားစုစည်းညီညွတ်ရေးအတွက်ထုံးဆောင်မှုအပိုင်းမှာတော့ကောင်းဆောင်ရွက်ပေးတဲ့ဘာလုံးပေါ်မှာသူကျေးဇူးတင်ရှိတယ်တစ်ဖက်ကလည်းပဲကျွန်တော်တို့စိတ်မကောင်းဖွယ်ရာကျွန်တော်တို့ချင်းလူမျိုးတွေမမျှော်လင့်ပဲကွဲပြားပြီးတော့မှတပ်ပြတ်မှုတွေပြစ်ခတ်မှုတွေနဲ့ဖြစ်ပေါ်နေတဲ့အချိန်ကာလမျိုးတွေမှာလည်းဘာလုံးနေတဲ့ဆက်လက်ပြီးတော့မှဒီအများဆုံးချင်းလူမျိုးတွေကြီးရှိုးတဲ့မီဒီယာတစ်ခုဖြစ်တယ်လို့live လေးဖြစ်တယ်ဆိုတော့ဒီဘာလုံးကလည်းဒီချင်းလူမျိုးတွေချင်းကြားအထင်မြင်လွဲမှားမှုတွေကိုရောကြအောင်ပို့ပြီးတော့မှဆွဆောင်နိုင်ဖို့လည်းလင့်ပါတယ်လို့တစ်ဖက်ကလည်းပဲအခုချိန်မှာလက်ရှိဖြစ်ပေါ်နေတဲ့မြို့နယ်ရပ်တည်ချက်မြို့နယ်ဒေသရပ်တည်ချက်တွေကလည်းပဲကျွန်တော်တို့ရဲ့အဖြေဟာစပွဲဝိုင်းပေါ်မှာပဲရှိပါတယ်မြို့နယ်9ခုနဲ့တွားမယ်ဆိုတဲ့အခြေခံရပ်တည်ချက်မျိုးတွေထက်ကျွန်တော်တို့ချင်းပြည်စီကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့တွေးခေါ်ချက်တွေကကျွန်တော်တို့လက်ထဲမှာရှိပါတယ်အရင်ခေတ်စစ်ကသူများပြီးခဲ့တဲ့9မြို့နယ်ဆိုတဲ့အခြေခံစဉ်းစားချက်တဲ့ကျွန်တော်တို့ကိုယ်တိုင်ကချင်းပြည်ချင်းလင်းကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အခြေခံစဉ်းစားချက်မျိုးနဲ့ချင်းကပ်မယ်ဆိုရင်အရန်လွယ်ကူတဲ့ကိစ္စရဖြစ်ပါတယ်ခုလက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်တို့ရဲ့အညံ့ပွားမှုတွေက9မြို့နယ်နဲ့ပဲတွားရမယ်မြို့နယ်ဒေသတွေမှာခွင့်ရမရှိဘူးလို့မြို့နယ်ဒေသတွေနဲ့တွားတာဟာပိုပြီးရှုပ်ထွေးစေတယ်ဆိုတော့ပြဿနာရှုထောင့်ကကြည့်ရင်တော့ပြဿနာဖြစ်မှာဖြစ်ပါတယ်။နောက်ဖြည့်ရှင်းနိုင်တဲ့ဖြည့်ရှင်းမဲ့ကျွန်တော်တို့ရှုထောင့်ကနေကြည့်ရင်တော့9မြို့နယ်ဆိုတာထက်ကျွန်တော်တို့ချင်းပြည်ချင်းလဲခေတ်ဆက်မှာမတိုးတက်မဖွံ့ဖြိုးရတဲ့အကြောင်းအရာဟာအခြေခံလူနေမှုဘဝတွေနှိမ့်ကျခဲ့လို့ဖြစ်တယ်။လမ်းပစစ်တွေနှိမ့်ကျခဲ့လို့ဖြစ်တယ်
ဒီလိုတွေနှိမ့်ကြခဲ့တာကလည်းရှေ့စစ်ကျွန်တော်တို့ရဲ့ဒီချင်းလူမျိုးခွင့်ရေးတွေဆုံးရှုံးခဲ့တယ်ကျွန်တော်တို့လက်လူရှုခံထားတဲ့တိုင်းသားလူမျိုးတွေစုတစ်ခုဖြစ်တဲ့ကျွန်တော်တို့ရှစ်ဖြစ်တည်ခဲ့တာတွေကိုတမိုင်းတင်ခန်းစာယူပြီးတော့မှကျွန်တော်ရဲ့လက်ထဲမှာချင်းပြည်ချင်းလင်းကိုတိဆောက်ဖို့ကျွန်တော်တို့လက်ထဲမှာရှိပါတယ်အားလုံးစပွဲဝိုင်းပေါ်မှာရောက်တဲ့အချိန်မှာကျွန်တော်ချင်းပြည်ကိုဘယ်ပုံစံနဲ့တိဆောက်မလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးဆွေးနွေးဖို့သွားမှာဖြစ်ပါတယ်ဥပမာဖြင့်ကျွန်တော်တို့ပြမယ်ဆိုရင်ကြရားပြည်နယ်တောင်မှဘိုးရင်က9မြို့နယ်နဲ့တိဆောက်တဲ့ထဲကနော်အခုချိန်မှာတို့က16မြို့နယ်နဲ့ကျွန်တော်တို့တတိရှိမြို့နယ်ဖွဲ့စည်းတိဆောက်နိုင်တဲ့အခြေအနေမျိုးရှိရင်ကျွန်တော်တို့ချင်းလူမျိုးတွေကကောဘိုးရင်ခက်ဆက်ပြီးခဲ့တဲ့9မြို့နယ်နဲ့တင့်တယ်ရောက်ရဲပြီးတော့မှနေကြမှာလားအနာဂတ်ကျွန်တော်တို့ဖေရယ်ပြည်ထောင်စုတိဆောက်တဲ့အခါမှာကိုစားပြုမှုတွေပဲအပိုင်းမှာပဲဖြစ်ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ကိုစားပြုမှုအပိုင်းတွေမှာမိခွန်းထုတ်စရာတွေကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာမိခွန်းထုတ်စရာတွေဖြစ်လာခဲ့လို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ကိုပေါ်ဆောင်နိုင်တဲ့အချိန်ကာလမှာကိုကန့်တတ်နေတာနဲ့မတူဘူးလားဆိုတာကိုကောင်းဆောင်မြောက်ကျွန်တော်သတင်းစကားပေးချင်ပါဒါကြောင့်ကျွန်တော်တို့ဟာလူမျိုးနယ်စုကိုခြေတည်၍တော်လကောင်းတောင်ကျောကိုခြေတည်၍တော်လကောင်းကျွန်တော်တို့ဖြစ်ထိုက်တဲ့မြို့နယ်တွေတော်လကောင်းဒေသတွေတော်လကောင်းကျွန်တော်တို့မှာလက်ထဲမှာကျွန်တော်တို့ကောင်းဆောင်တွေရဲ့လက်ထဲမှာကိုယ်ကမှာကိုဖန်တီးကိုပိုင်ပြထမ်းခွင့်ဆိုတာကိုလက်တွေ့ကျင့်သုံးနိုင်မဲ့အခွင့်အလမ်းကိုပေါ်ဆောင်တဲ့အခါမှာကိုကန့်တတ်ချုပ်ချယ်မှုမျိုးမလုပ်မိဖို့မှာကြားချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ချင်းပြည်ချင်းလင်းကောင်စီကတော့bottom to up federalism ကိုလက်ခံတယ်လို့ဒီအောက်ခြေကနေလာတဲ့ပြည်သူရဲ့အတန်နဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေအပေါ်မှာအခြေခံပြီးဖြစ်တိုက်တာကိုစဉ်းစားပြီးတော့မှချင်းပြည်ချင်းလင်းကိုတိဆောက်ဖို့ကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ချင်းပြည်ချင်းလင်းကောင်စီဟာနိုင်ငံရေးအရာညမ်းတစ်ခုဖြစ်ပါတယ်နော်မှတ်တိုင်တစ်ခုတော့မဟုတ်ပါဘူးအားလုံးသဘောပေါက်ပါဒီညမ်းဟာနိုင်ငံရေးညမ်းဖြစ်တယ်လို့စိတ်ရင်းညမ်းလည်းဖြစ်ပါတယ်ဒီညမ်းကိုပျက်စီးခံလို့မဖြစ်ပါဘူးစနစ်တကျဖွဲ့စည်းတည်ထောင်ထားတဲ့ဥပဒေနဲ့အညီမူဝါဒနဲ့အညီစုဖွဲ့မှုနဲ့စနစ်တကျဖွဲ့စည်းထားတာဟာချင်းလင်းကောင်စီဖြစ်ပါတယ်ဒါကြောင့်ဒီချင်းလင်းကောင်စီညမ်းကိုရုပ်တရက်ဖြစ်စည်းပြီးတော့မှဒီဟာချင်းလင်းကောင်စီဖွဲ့စည်းခြင်းဟာအပြစ်လို့မြင်မဲ့အစားချင်းပြည်တည်ဆောက်ရေးချင်းမျိုးသားတည်ဆောက်ရေးအတွက်ညမ်းတစ်ခုမြင်နဲ့မြင်ပြီးတော့မှဒီညမ်းကနေတစ်ဆင့်ကိုလိုချင်တဲ့ချင်းပြည်တည်ဆောက်ရေးနဲ့ချင်းမျိုးသားစီစီညီယူသွားဖို့လိုအပ်ပါတယ်ခုနည်းသူစွာပဲ CP တော်လကောင်း ICNCC တော်လကောင်းသူတို့မှလည်းတည်ဆောက်မဲ့ညမ်းရှိပါလိမ့်ဒီညမ်းတွေကနေတစ်ဆင့်ချင်းပြည်ချင်းလင်းကောင်စီညမ်းခုနည်းသူစွာပဲ CP ICNCC ရဲ့ညမ်းဒီညမ်းတွေနဲ့ကျွန်တော်တို့ကဘယ်လိုကျွန်တော်တို့ချင်းပြည်ချင်းလင်းတည်ဆောက်ရေးကိုပုံဖော်ကြမလဲဆိုစပွဲဝိုင်းပေါ်မှာပဲကျွန်တော်တို့ကညမ်းပေါ်တက်ပြီးမှပဲကျွန်တော်တို့ကတည်ဆောက်နိုင်ဖြစ်ဒါကြောင့်မို့လို့ဝဲပြားနေကြမယ့်အစားကျွန်တော်တို့စပွဲဝိုင်းပေါ်အမြန်ဆုံးရောက်ရှိကြရအောင်ရောက်ရှိပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ချင်းပြည်ကိုတည်ဆောက်ကြရအောင်အခုအငင်းပွားနေခြင်းမှာအဖြေမရှိပါဘူးဒီနေ့နဲ့ဖြေရှင်းခြင်းမှာချင်းပြည်တည်ဆောက်ရေးတော့အဖြေမရှိပါဘူးကျွန်တော်တို့ကွဲပြားရင်းနဲ့ချင်းပြည်ကြီးပဲပျက်စီးသွားဖို့ရှိပါတယ်ဒီအချိန်မှာပြည်သူလူထုရဲ့တိဒုက္ခတွေကိုအားလုံးကစာနာပေးကြရအောင်ချင်းပြည်သူလူထုက၄နှစ်ကျော်၅နှစ်တာဒုက္ခရောက်ကြပါပြီပညာသင်ကြားခွင့်လန်းတွေဆုံးရှုံးကြပါပြီဇေဝကုသခွင့်လန်းတွေဆုံးရှုံးကြပါပြီထိုနည်းသူစွာပဲလူသားချင်းစာနာမှုခွင့်လန်းနိုင်လဲဆုံးရှုံးကြပါဒီဟာတွေကိုကျွန်တော်တို့ကပြန်လဲကူစားပေးနိုင်ဖို့သူကိုစားပြုနိုင်တဲ့အခင်းချင်းမျိုးကိုတိဆောက်ဖို့ဆိုရင်ကျွန်တော်တို့နိုင်ငံရေးရစပွဲဝိုင်းပေါ်မှာပဲအဖြစ်ရှိပါတယ်ထိုနည်းသူစွာပဲစစ်ရေးကိုအနိုင်တိုက်ဖို့ဆိုရင်လည်းပဲကျွန်တော်တို့ရဲ့စုစည်းမှုအင်အားဟာလိုအပ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ချင်းလူမျိုးအချင်းချင်းကြားကွဲပြားနေမဲ့အစားစပွဲဝိုင်းတွေးဆုံဆွေးနွေးမှုအများဆုံးရောက်ရှိအောင်ကျွန်တော်တို့သွားကြမယ်သွားပြီးတော့မှမိမိရဲ့လိုအပ်ချက်တွေကိုအချော့အတင်းအပေးယူလုပ်ကြရအောင်ပါလို့ပဲကျွန်တော်ကလည်းဒီကနေ့တိုက်တွန်းရင်းနဲ့ပဲကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်Habia kuna mani kan khat Khacham khan doctor khasagalo tila wa khatam kan doctor tigem la putlir ko dong na Khacham nan doctor katlo na kalan tuk sangle zaitin nan doctor zong kathai ti lo le se tu zing tu san chana warong akan terpi tu ka zon hin akan chwa tak changmi Dr. Sharon se ka zon hin selai menu se nan chunga kan lom tuk timi te kha lai hoin ka van sim ko la le kan lom tuk le warong kha ram tok na dong te akan zau tu nan chunga kan lom chun sharin tha za akan pe tu nan za pi te chunga kan lom tuk timi te zong kha kan lunglop nak sim chok lo se kau le thai jing thai zan tu akan kan tong chan te na la le chun puwan zong hin zot pu te na van kan ter pi kan lom Dr. Boy ka zon hin moi te nan za pi te chunga kan lom tuk ma vel khan ka doctor ko la le chun cha mang thai cha na ka kan or lai kut kan thlun ha le bye bye ta ta tu hin doctor na lai bye bye chun cha na lo